ဘောမုံတို့ပဋ္ဌာန်းကမနေ့ကဥပနိဒယပစ္စယောနော်ဥပနိဒယပစ္စည်းဆိုတော့ပစ္စည်းနံပါတ်ဆိုရင်ဘယ်နှခုရှိသွားပြီလို့9ခုရှိသွားပြီနော်9ခုဘောမုံတို့ပစ္စည်းက24ခုရှိတာ24ပစ္စည်းထဲမှာရှိတဲ့အနက်9ခုမြောက်သွားတယ်နိဒယပစ္စယောဆိုတာမိယာဖြစ်ပြီးတော့ကျေစုပြုဥပနိဒယပစ္စယောကြတော့ဥပလေးကအာကြီးတော့နိဒယောကမိယာအာကြီးတဲ့မိယာဖြစ်ပြီးတော့ကျေစုပြုတယ်သင်္ချာအနေအားဖြင့်သူက9ခုကုသိုလ်အတွက်က3ခုအကုသိုလ်အတွက်က3ခုအဗျာကတအတွက်က3ခုအဲ့တော့9ဝက်ကြဖြစ်သွားတာပေါ့နော်9ဝက်ကြရှိနောက်ကနေပြီးတော့အမှားစကားလေးက3ဝက်ကြဥဒုဘောဇနံပိပုဂ္ဂလောပိသေနာတနံပိဟုတ်ကလားအဲ့ဒီမဲ့မနေ့ကတော့ဘောဇနံပိအယရွာတရားဆွမ်းစားပင်လူမြတ်စွာဘုရားကြွတဲ့အခါမောင်နှမေးလို့မောင်နှထမင်းမစားရလို့ကြွေးခိုင်းတာလေးမှတ်မိတယ်မဟုတ်လားအဲ့ဒီမဲ့ထမင်းမစားခင်တရားဟောလိုက်ရင်တရားရမှာမဟုတ်ဘူးတဲ့အဲ့ဒါကြောင့်ထမင်းကလည်းပဲစားကြတောက်ကြကလည်းပဲမဲ့ဖို့နိဗ္ဗာန်ကိုကျေးဇူးပြုတယ်ဟုတ်ကလားဥပနိဒယပစ္စည်းနဲ့ကျေးဇူးပြုတယ်သီနာတနာအိယာနေယာကလည်းပဲကျေးဇူးပြုတယ်အိယာတို့နေယာတို့ကြောင်းတို့ဒါလေးလည်းပဲတဏ္ဍရှင်းရှင်းနေဖို့ကိလေသာများတဲ့နေရာမှာဖြစ်ဖို့လိုပါတယ်နော်ဘုံဘုံတို့ဟောဒီဒလဘက်ကအနာဂံဆရာတက်ကြီးဆိုတာကြားဘူးလားဆရာတက်ကြီးကပျော်ဝေကြီးသားလို့ပြောတယ်ဘုံဘုံတို့ကတော့မရောက်ဘူးအောင်သူများပြောပါလေနော်ပျော်ဝေကြီးဆိုတဲ့ရွာသူကလယ်သမားစီလယ်တွေဧကပေါင်းမြောင်များစွာလုပ်တရားတော့ဝါဒနာပါတယ်တရားကျင့်ကျင်တယ်တရားနာကျင်တယ်အဲ့လိုနဲ့အဲ့ဒီခေတ်ကထင်ရှားကြော်ကြတဲ့လေဒီဆရာတော်ဘုရားကြီးစီသွားနှစ်ပေါင်း20ကျော်အစိတ်လောက်ဆရာတော်ကြီးစီပဲနေပြီးတော့နေကင်းဆိုရင်သူကလည်းဥစဉ်နေကိုရင်နေလိုပဲစာလိုက်တယ်ညကြတော့ဆရာတော်ကြီးနဲ့အတူသင်္ချိုင်းကုန်းသွားပြီးတော့တရားအားထုတ်တယ်နေကင်းစာလိုက်ညတရားအားထုတ်တရားပွဲတွေရှိတဲ့အခါဆိုရင်လည်းပဲအဲ့လိုပဲသူကလည်းပဲလိုက်တရားနာနှစ်ပေါင်း20အစိတ်တမက်တဖူမရပါဘူးတဲ့သူဘာမှမရတော့သူကဆရာတော်ကြီးကိုလျှောက်တယ်ဆရာတော်ကြီးဖေဟာတပည့်တော်သားပြစ်မယားပြစ်ကလေးတွေသားသမီးတွေမယားတွေပြစ်ပြီးတော့ဆရာတော်ကြီးစီလာစာလိုက်တယ်တရားအားထုတ်တယ်တရားနာတယ်နှစ်ပေါင်း20ကျော်ပါပြီဖေဟာတပည့်တော်လိုချင်တဲ့တမက်တဖူမရဘူးဖေဟာအဲ့တော့တပည့်တော်တခြားသွားအားထုတ်အောင်မယ်လို့ပြောတယ်ဘယ်သွားအားထုတ်လို့ကွာမင်းကိုเจ้าကိုအားထုတ်တာမဟုတ်ဘူးတပည့်တော်ဖိုးဝင်တောင်သွားမလို့ပါဖေဟာဖိုးဝင်တောင်ဆိုတာဖိုးဆိုတာဖလပေါ့သောတာပတ္တိဖိုးသရဂါမိဖိုးအနာဂါမိဖိုးအရဟတဖိုးဟုတ်ကဲ့မို့လားမှန်ပါပါဗျာအဲ့ဒီဖိုးတွေဝင်စားတဲ့ဥစ္စာကိုဖလတမပတ္တိဖိုးဝင်စားတယ်လို့ခေါ်တယ်နော်မှန်ပါပါအဲ့ဒီဖိုးရှိတုန်းကသူတော်ကောင်းကြီးတွေတရားအားထုတ်ဓမ္မတဖိုးရပြီဆိုအိမ်မဲ့လူတွေဘာတွေကရှုပ်လို့မို့လို့အဲ့ဒီတောင်သွားပြီးတော့ဖိုးဝင်စားကြတဲ့နော်ဖိုးဝင်စားတဲ့တောင်မို့လို့ဖိုးဝင်တောင်လို့နော်ဖိုးဝင်တောင်လို့ခေါ်တယ်ဒါပေမဲ့လို့နောက်ပိုင်းကျလူတွေကဖိုးဝင်တောင်လို့ဖြစ်တယ်နော်တကယ်ကဘယ်လိုတော့ဖိုးဝင်တောင်ဖိုးဝင်တောင်မင်းအဲ့ဒီဖိုးဝင်တောင်သွားတော့ဘာထူးမှာတော့ဘာလို့ဆရာတော်ကြီးကပြောတယ်ဓမ္မရှေးကသူတော်ကောင်းကြီးတွေတမက်တဖို့2မက်2ဖို့3မက်3ဖို့4မက်4ဖို့ပေါ့အဲ့လိုမဲ့ဖို့နိဗ္ဗာန်
ရသွားတဲ့သူတော်ကောင်းကြီးတွေဖိုဝင်စားတဲ့နေရာဆိုတော့ဖိုဓာတ်နိဗ္ဗာန်ဓာတ်ကူးအောင်လို့ပါဗျာလို့ပြောတယ်အေးကွာမဆိုးဘူးမင်းပြောတာသွားမင်းဆူးလို့ရှိရင်လည်းငါစီလာပြောလို့ပြောတယ်ဒါနဲ့အနာဂံဆက်တဲ့ကြီးကအဲ့တုန်းကတော့သူလည်းဘာမှမဖြစ်ဘူးကပုထုဇဉ်ပေါ့သွားအဲ့ဒီသွားပြီးတော့တရားအထုတ်ဤတာတဂရကံတည်တယ်လို့ဆိုတယ်နော်သောတာပန်ဖြစ်တဂရကံဖြစ်တဂရကံဖြစ်တော့သူကဆရာတော်ကြီးစီလာလျှောက်တပည့်တော်တဂရကံရပြီဗျာမင်းဘယ်လိုရတာတော့ပြောစမ်းသူကအဲ့တော့ပြောပြတယ်တပည့်တော်ဒီခန္ဓာကိုယ်ရဲ့ရှိတဲ့ယုတ်ဒီနံဒီရှိတဲ့အ ਨੇ ယုတ်တရားနံတရားနှစ်ပါးရှိတော့ယုတ်တရားကကျမ်းပါတယ်ဗျာကျမ်းနာနဲ့နုရာဆိုကျမ်းနာအာထုတ်တာကညာနဲ့မဲ့ထင်လွယ်လို့တပည့်တော်ယုတ်တရားအရင်အာထုတ်ပါတယ်ဗျာအေးဟုတ်တယ်ကွာယုတ်တရားမှာလည်းပဲယုတ်28ပါးရှိတဲ့အ ਨੇ မြေရည်လေးမိဓာတ်ကြီး၄ပါးကမဟာဘုတ်သူကပိုးကျမ်းပါတယ်ဗျာဥပါဒာယုတ်24ပါးနည်းနည်းနုပါတယ်ဗျာနုတဲ့အတွက်တပည့်တော်ဥပါဒာယုတ်ကိုနောက်မှအာထုတ်ပါတယ်မဟာဘုတ်၄ပါးကိုအရင်ကြိုးစားအာထုတ်ပါတယ်ဗျာအေးဟုတ်တယ်အဲ့ဒါလေပြီးတော့ကွာပြီးတော့ကြတော့မဟာဘုတ်၄ပါးရှိတဲ့အနဲ့လည်းပဲမြေရည်လေးမိဓာတ်ကြီး၄ပါးရှိတော့မြေဓာတ်တင်းမာတဲ့သဘောခက်ထန်တဲ့သဘောလူမဲ့ဆိုရင်တန်းကြည့်လိုက်ရင်ခန္ဓာကိုယ်အကျော်တွေတောင့်တင်းဟုတ်လားအဲ့လိုတောင့်တင်းနေတွေ့ရင်ပထဝီတွေ့တယ်ခေါ်တာနော်အေးတခါတလေဓာတ်တွေလျှော့ဝန်းတွေလျှော့အော့အံဒါတွေဆိုရင်အာဘောဓာတ်တွေ့တယ်ခေါ်တယ်သူကနော်ခန္ဓာကိုယ်တခါတလေနဖူးတွေများစမ်းကြည့်လိုက်ရင်ပူချစ်လို့မဟုတ်လားအဲ့ဒါဘာဓာတ်တွေ့တာတော့တေဇောဓာတ်တွေ့တယ်ပြီးတော့ကြတော့ထွက်လေးဝင်လေးတို့ဗိုက်ထဲမှာဂူဂဲနဲ့အောက်ကလည်းဂူတင်းနဲ့ဖြစ်နေတာတွေကဘာတွေတော့ဝါယောဓာတ်မြေရည်လေးမိဓာတ်ကြီး၄ပါးရှိတဲ့အနဲ့ဝါယောဓာတ်ကအထင်ဆုံးပါဗျာအဲ့ဒါကြောင့်တပည့်တော်ယုတ်28ပါးရှိပေမဲ့လို့ဝါယောဓာတ်အရင်ဆုံးစအားထုတ်ပါတယ်ဗျာပြီးတော့မှတေဇောဓာတ်တို့ပထဝီဓာတ်တို့အားထုတ်ပါတယ်ဗျာအဲ့လိုနဲ့ယုတ်ဓာတ်ဒီထင်းလာမှနောက်ပိုင်းနန္တတ်ဒီကိုမြင်စိတ်ကြားစိတ်နာမ်စိတ်ရဲစိတ်ထီပီစိတ်စိတ်ကူးစိတ်အဲ့ဒီစိတ်ဒီအာထုတ်ပါတယ်ဖေ။အေးဟုတ်တယ်ကွာ။ကဲမင်းနှမက်နှစ်ဖို့ရပြီဆိုရင်မက်မတိဖိုးနဲ့မေးကွာ။မက်ဟုတ်လားမဟုတ်ဘူးလားဆိုဖိုးဝင်စားကြည့်ရမယ်။မင်းဖိုးဝင်စားနိုင်ရလား။ဝင်စားနိုင်မယ်ဖေ။ဆရာတော်ကြီးကခိုင်းတယ်ဝင်စားစမ်းကွာငါရှိ။သူကတင်မြင်ခွေးထိုင်ပြီးတော့ဝင်စားပြတယ်နော်အေးဖိုးဝင်စားတာမြင်မှုကြလားဟုတ်လားဘုံဘုံကတော့ဘယ်မဲ့ဖိုးဝင်စားတယ်ဆိုသွားတယ်နော်တချို့ကားတွေအဝေးကြီးမန္တလေးကနေပြီးတော့ရွှေဘို့မြောက်ဘက်ခင်ဦးရေဦးခိုးဘက်မဲ့ရွှေမုတ်ထုံးဆိုတဲ့ရွာတွေဟာကိုရင်လေးသူ့မနာတို့ဖိုးဝင်စားတဲ့ပုံသီလရင်လေးဘယ်သူဖိုးဝင်စားတဲ့ပုံဒကမာလေးဘယ်သူဖိုးဝင်စားတဲ့ပုံဖိုးဝင်စားတဲ့ဓာတ်ပုံတွေနဲ့စာအုပ်ကလေးတုံထွက်တော့ငါတော့ဒါသွားမေးအောင်ပါပဲဆိုသွားမေးပါတယ်ဘုရားနော်အေးအဲ့ဒါလို့နောက်ပိုင်းကျတော့မန္တလေးလည်းပဲဘောဓိရိတ်တာတချို့ဝင်စားပြတဲ့ပုဂ္ဂိုလ်တွေရှိအဲ့တော့ဘုံဘုံကလည်းသွားမေးကြည့်တာပေါ့မေးကြည့်ရလူများတွေဝင်စားတယ်ဆိုလည်းဟုတ်လောက်ကလားမဟုတ်လောက်ဘူးလားတချို့ကြတော့လည်းမဟုတ်ဘူးနော်မဟုတ်တာလေးတစ်ခုပြောပြအောင်မယ်ဟုတ်တာတွေကလည်းအများကြီးပါပဲနော်မဟုတ်တာကတော့ကိုရင်လေးသူမနာဖိုးဝင်စားတယ်ဆိုတော့ကိုရင်လေးကဖုံဖုံကိုဝင်စားပြတယ်ဝင်စားပြတော့ကဲထားလိုက်တော့ဘုံဘုံကသူ့ကိုမေးတယ်တနာကြီးလောက်ဝင်စားပြပြီးတော့နောက်ကြသူကနိုးလာတာပေါ့ဖိုးကထတယ်ဆိုကိုရင်လေးကမင်းဖိုးဝင်စားကနီးကြဘယ်လိုလုပ်လိုက်တုံးကွာတပည့်တော်ကပိန်နေဖောင်းနေပိန်နေဖောင်းနေပိန်နေပိန်နေဖောင်းနေဖောင်းနေသူကပိန်နေဖောင်းနေဆိုရင်ဒါတစ်ချက်တိ
ပိန်နေဖောင်းနေဆိုတာနှစ်ချက်တိဘိုက်ကိုသူကဖောင်းလိုက်တာဖောင်းနေဆိုဘိုက်ကြီးကိုစူးတက်သွားဖောင်းလိုက်တာနော်နောက်တကပိန်နေဖောင်းနေဒါသုံးချက်တိအဲ့လိုနဲ့သူရှုလိုက်တာဗျာတဲ့မိ့သွားတာအေးကဲမိ့သွားတာဘယ်လိုဖြစ်တော့မိ့သွားတော့တပည့်တော်နတ်ပြည်ရောက်သွားတာဗျာတဲ့နတ်ပြည်ရောက်သွားတော့ဘာတွေတွေ့တော့ကွာနတ်သမီးတွေချော်လှတယ်ဗျာတဲ့သူတို့ကရေချိုးဖို့ရခေါ်တယ်တဲ့ရေချိုးကခေါ်တော့သူကရေကန်ကြီးတဲ့ဆင်းပြီးတော့ရေကူးကြတာတဲ့ကူဟိုကူဒီကူနန္ဒသမီးတွေနဲ့ပြောပြီးတော့တော်တော်လေးကြာမှတပြီးတော့ပြန်လာလိုက်တော့နိုးလာတာဗျာအဲ့တော့မဟုတ်တော့ဘူးဟုတ်ကလားအေးနိဗ္ဗာန်ကနတ်သမီးတွေဖြစ်နေနော်အေးအဲ့ဒါလည်းမဟုတ်တာတွေလည်းရှိတယ်ဟုတ်တာတွေကြတော့ဒီဟာဖြစ်ပြက်နေတာတွေမြင်လာတာသူကနော်ဖြစ်ပြက်တဲ့ရုပ်တွေဖြစ်ပြက်တာမြင်နောက်ကြအမှုအမွှားလေးတွေပဲကလတ်စည်းလေးတွေပဲမြင်နောက်ကြတော့ကလတ်စည်းတွေမကဘူးကလတ်စည်းတွေမြင်ယုံနဲ့မဲ့ဖို့နိဗ္ဗာန်မရတတ်သေးဘူးဓာတ်မြင်သွားရတယ်ဓာတ်ဆိုတာပထဝီဓာတ်ဆိုရင်တောက်နဲ့တင်းတဲ့သဘောလေးဒီလိုအလုံးခဲမရှိရဘူးနော်အာဘောဓာတ်ဆိုလဲဖွဲ့စည်းတဲ့သဘောလေးဖွဲ့စည်းတဲ့သဘောလေးတေဇောဓာတ်ဆိုရဲပူတဲ့အေးတဲ့သဘောလေးအဲ့ဒီလိုသဘောလေးတွေပဲဖြစ်မြင်သွားတဲ့အခါကျတော့အဲ့ဒီသဘောတရားလေးတွေကလည်းပဲခဏလေးမဲ့ဖြစ်ပြက်သွားတာရိပ်နဲ့တရိပ်ဖြစ်ပြက်နေတာအဲ့ဒီဖြစ်ပြက်နေတဲ့တရားတွေမြင်မှမဖြစ်မပြက်တဲ့နိဗ္ဗာန်ကမြင်တာသူကဟုတ်ကလားအဲ့ဒါကြောင့်နိဗ္ဗာန်မြင်အောင်ဘယ်လိုလုပ်ရမှာလဲနိဗ္ဗာန်ရောက်အောင်ဘယ်လိုလုပ်ရမှာလဲဆိုရင်ဖြစ်ပြက်ကိုမြင်အောင်လို့ဖြစ်ပြက်ကိုမြင်အောင်ရှုသဘောပေါက်လားဖြစ်ပြက်ကိုမြင်မှမဖြစ်မပြက်တဲ့နိဗ္ဗာန်မြင်တာသူကနော်အဲ့လိုကြတော့မြင်အောင်ကမြင်စေဆိုလို့မြင်မှာမလားမမြင်ဘူးဘယ်သူမှစေလို့မရဘူးဖယားကလည်းမင်းမြင်စေဆိုဖြစ်ပါမလားမဖြစ်ဘူးကိုယ့်အကူညာကတဖြည်းဖြည်းယဉ်လာတော့မှဟိုဘက်မဲ့ဖြစ်ပြတဲ့အာယုံကနေမဖြစ်မပြတဲ့အာယုံမဲ့ကူးသွားတာသူနော်အဲ့ဒါလိုဖြစ်ပြတဲ့အာယုံဘက်ကနေပြီးတော့မဖြစ်မပြတဲ့နိဗ္ဗာန်မဲ့ကူးသွားတာကိုတရားကူးတယ်လို့ခေါ်တာနော်တရားထူးတယ်လို့လည်းခေါ်တယ်ဒီဖြစ်ပြနေတဲ့အာယုံကဒီဘက်တရားခေါ်တယ်စိတ်စေတသိက်ယုတ်တရားမဖြစ်မပြတ်တဲ့တရားကဟိုဘက်တရားနိဗ္ဗာန်တရားနော်အဲ့ဒါကြောင့်ဘုံဘုံကဖြစ်ပြကြီးနေတိုင်းပြောနေတယ်နားကြီးပါတယ်လို့မအောင်မင်းနဲ့နော်ဖြစ်ပြကိုမြင်မှနိဗ္ဗာန်ကိုမြင်မှအဲ့ဒါကြောင့်နေတိုင်းပြောရပါတယ်နော်နေတိုင်းပြောရအဲ့တော့ဥဒုဘောဇနံပိဥပနိဒယပစ္စယေနပစ္စယောပုဂ္ဂလောပိဥပနိဒယပစ္စယေနပစ္စယောသီနာတနံပိဥပနိဒယပစ္စယေနပစ္စယောဒါလေးကအမှားချသဘောတည်းမြတ်စွာဘုရားဟောလိုက်တာနော်အဲ့တော့ဥပနိဒယပစ္စည်းအစကစပြီးတဲ့အခါထပ်ပြီးတော့ဒီနေ့ရွတ်ပြလိုက်ပါဦးဥပနိဒယပစ္စယောတိပုရိမာကုဒလာဓမ္မာပစ္စည်းမာနံကုဒလာနံဓမ္မာနံဥပနိဒယပစ္စေနပစ္စယောပုရိမာကုဒလာဓမ္မာပစ္စည်းမာနံအကုဒလာနံဓမ္မာနံကေတင်စီဥပနိဒယပစ္စေနပစ္စယောပုရိမာကုဒလာဓမ္မာပစ္စည်းမာနံဥပနိဒယပစ္စေနပစ္စယောပုရိမာအကုဒလာဓမ္မာပစ္စည်းမာနံအကုဒလာနံဓမ္မာနံဥပနိဒယပစ္စေနပစ္စယောပုရိမာအကုဒလာဓမ္မာပစ္စည်းမာနံကုဒလာနံဓမ္မာနံကေတင်စီ
စိဘူပါနေတရားပစ္စေနာပစ္စယောပုရိမာပုရိမာအကုသလာဓမ္မာပစ္စိမာနံပစ္စိမာနံအပြာကဒါနံဓမ္မာနံဥပါနေတရားပစ္စေနာပစ္စယောပုရိမာပုရိမာအပြာကဒါဓမ္မာပစ္စိမာနံပစ္စိမာနံအပြာကဒါနံဓမ္မာနံဥပါနေတရားပစ္စေနာပစ္စယောပုရိမာပုရိမာအပြာကဒါဓမ္မာပစ္စိမာနံပစ္စိမာနံကုသလာနံဓမ္မာနံဥပါနေတရားပစ္စေနာပစ္စယောပုရိမာပုရိမာအပြာကဒါဓမ္မာပစ္စိမာနံပစ္စိမာနံအကုသလာနံဓမ္မာနံဥပါနေတရားပစ္စေနာပစ္စယောဥဒုဘောဇနံပိဥပါနေတရားပစ္စေနာပစ္စယောပုဂ္ဂလောပိဥပါနေတရားပစ္စေနာပစ္စယောဒေနာတနံပိဥပါနေတရားပစ္စေနာပစ္စယောဒီနေရာတွေလဲကောင်းမှနော်နေရာတွေကောင်းမှကိလေသာနည်းတဲ့နေရာလိုအပ်တယ်ပေါ့အဲ့ဒါကြောင့်တိတပင်ရင်ဝါရပင်အောက်သွားပြီးတော့ရှေးရှေးသူတော်ကောင်းတွေအားထုတ်ကြတယ်ဖိုးဝင်တောင်သွားပြီးတော့အားထုတ်ကြတယ်ဆိုတာရှေးရှေးတော့သူတော်ကောင်းတွေရဲ့နိဗ္ဗာန်ဓာတ်တွေကူးအောင်လို့နော်နိဗ္ဗာန်ဓာတ်တွေကူးအောင်ပြီးတော့မှပုရိဇာတပစ္စယောပုရိဆိုတာရှေး၌ဇာတဖြစ်သောပုရိဇာတရှေး၌ဖြစ်သောပစ္စယကအကြောင်းတရားပေါ့အကြောင်းတရားအကျိုးတရားသဟဇာတပစ္စည်းဆိုတာဗျိုင်းနူဖြစ်တာအကြောင်းနဲ့အကျိုးနဲ့ဗျိုင်းနူဖြစ်ရင်သဟဇာတပစ္စည်းပုရိဇာတဆိုတာအကြောင်းတရားကအရင်ဖြစ်တယ်အကျိုးတရားကနောက်မှဖြစ်တယ်အဲ့ဒါလို့အကြောင်းတရားကအရင်ဖြစ်နေတဲ့ပစ္စည်းကိုပုရိဇာတပစ္စည်းသဘောပေါက်တယ်နော်ဥပမာအားဖြင့်လူတွေဘာတွေနေမယ်ဆိုရင်တိုက်ကြီးတွေဆောက်ကြတာပေါ့အိမ်ကြီးတွေဆောက်ကြပြီးတော့မှတိုက်ကြီးအိမ်ကြီးပြီးပြီဆိုမှလူတွေကလာနေကြတယ်မဟုတ်လားတိုက်ကြီးတွေအိမ်ကြီးတွေလို့အကြောင်းတရားကအရင်ဖြစ်နေတာအကျိုးတရားကနောက်မှဖြစ်တာနော်အကျိုးတရားကနောက်မှဖြစ်တယ်အဲ့ဒါလို့သဘောတရားကိုပုရိဇာတပစ္စည်းအဲ့ဒီမလဲပဲဝိထုပုရိဇာတအာရမဏပုရိဇာတလို့ပုရိဇာတ2မျိုးဘယ်နှမျိုးရှိတော့ဝိထုပုရိဇာတဆိုတာစက္ခုသောတာခန္ဓာဇိဝါကာယငါးခုပြီးတော့မှယံရူပနိဒာယကြော်လိုက်ရတယ်အဲ့တော့ဘယ်နှခုရှိတော့6ခုဝိထုယုတ်ဘယ်နှခုတော့6ခုရေးလိုက်သမ်းမှာစက္ခုသောတာခန္ဓာဇိဝါကာယဟရိယဟုတ်လားနောက်ပိုင်းကယံရူပနိဒာယဆိုတာဟရိယဝိထုယုတ်ဘယ်နှခုရှိတော့6ခုရှိတယ်ဗမာလူပြောရင်တော့မျက်စိနာနှာခေါင်းရှားကိုယ်နှလုံးသားဟုတ်လားပြန်ရေးလိုက်သမ်းပါဦးမျက်စိနာနှာခေါင်းရှားကိုယ်အဲ့လိုမျက်စိနဲ့မြင်စိတ်နဲ့ဆိုရင်မျက်စိကအရင်ဖြစ်နေရတယ်တဲ့ဟုတ်ကလားဟာဒီမဲ့မျက်လုံးမဲ့ရှိတယ်မျက်လုံးအဲ့ဒီမျက်လုံးနဲ့မြင်စိတ်ကလေးနဲ့ဆိုရင်ဘယ်သူကအရင်ဖြစ်တာတော့မျက်လုံးကအရင်ဖြစ်တာမျက်လုံးဖြစ်ပြီးမှမြင်စိတ်ကသူ့ပေါ်မှာမှီးပြီးတော့ဖြစ်ရတာနော်နားနဲ့အတန်နဲ့ဆိုရင်လည်းပဲနားကအရင်ဖြစ်နေတာနားအရင်ဖြစ်ပြီးမှအဲ့ဒီပေါ်ကိုကြားစိတ်ကလေးကတီးပြီးတော့မှီးပြီးတော့ဖြစ်တာနော်အရင်ဖြစ်နေလို့မို့လို့သူ့ကိုပုရိဇာတာပုရိကအရင်ဇာတာကဖြစ်တာဖြစ်နေတာနော်အရင်ဖြစ်နေတဲ့အကြောင်းတရား
အကြောင်းတရားမျက်စိနာနှာခေါင်းရှားကိုယ်နှလုံးသား6ခုနော်အဲ့ဒါဝိထုယုတ်ယုတ်တရားကအကြောင်းပစ္စည်းနံတရားကအကျိုးပစ္စည်းယုတ်ပံနော်အဲ့ဒီမဲ့သက္ခာယတနံသကုဝိညာဏဓာတုယတံတမယုတ်တကနိသဓမ္မနံပုရိဇာတပစ္စယေနပစ္စယောဗမာလိုပြန်မဲ့ဆိုရင်တော့သက္ခာယရဏံမျက်စိသည်မျက်စိတရားသည်သကုဝိညာဏဓာတုယတံတမယုတ်တကနိသဓမ္မနံမြင်စိတ်နှင့်ထိုနှင့်ရှင်သောစေတသိက်တို့အားမြင်စိတ်ကစိတ်ကမဖြစ်ဘူးစေတသိက်ပါဖြစ်တာနော်အဲ့ဒီနဲ့ရှင်တဲ့စေတသိက်တို့အားပုရိသတာပစ္စေနာရှင်း၌ဖြစ်သောပစ္စယတတ္တိဖြင့်ပစ္စယောဥပါကာရကောကျေစုပြုတတ်၏မျက်စိဆိုတဲ့တရားလေးကမြင်စိတ်အားအရင်ဖြစ်နှင့်ပြီးတော့ကျေစုပြုတယ်ဘုံဘုံတို့ဝီထိချလိုက်လို့ရှင်အတိတဘဝံဘဝငါဆလနာဘုံကိုပစ္စေရာသင်္စဒွါရဝိဇံသက္ခုဝိညာဉ်တံပတိဆိုင်တန်တိရဏဘုထောဇော9ကြိမ်ဒရာယုံ2ကြိမ်ဘဝင်အဲ့ဒီမှာမျက်စိကဘ ᱹ နဲ့အရင်ဖြစ်ခဲ့တာတော့ဆိုအတိတဘဝင်နဲ့ဂျိုင်းလူဖြစ်တာဘ ᱹ နဲ့ဂျိုင်းလူဖြစ်တော့အတိတဘဝင်နဲ့ဂျိုင်းလူဖြစ်အတိတဘဝင်ချုပ်ပြက်သွားနောက်ဘုံငါဆလနာစိတ်ချုပ်ပြက်သွားနောက်ဘုံငုတ်ပစ္စေရာချုပ်ပြက်သွားနောက်သင်္စဒွါရဝိဇံစိတ်လည်းချုပ်ပြက်သွားနောက်မှဘာလာတော့သက္ခုဝိညာဉ်အဲ့တော့သူရှိမဲ့ဘယ်နှခုဆိုတော့အတိတဘဝင်ဘုံငါဆလနာဘုံကုပစ္စေရာသင်္စဒွါရဝိဇံစိတ်4ခုဟုတ်လား4ခုနဲ့အရင်အဲ့တော့ပြီးတော့မှမြင်စိတ်ပေါ်တာမြင်စိတ်ကအရင်စိတ်4ခုနဲ့ဗျိုင်တူဥပတ်တယ်အရင်ဆိုတာဘလောက်အရင်လဲဆိုရင်စိတ်4ခုအရင်ပေါ့နော်စိတ်4ခုဆိုတော့40စက္ကန့်လောက်တောင်မှရှိမှမဟုတ်ဘူးပေါ့နော်အဲ့ဒါလောက်အရင်ဖြစ်ပြီးတော့မှအဲ့ဒီမျက်လုံးလေးပေါ်မှာမြင်စိတ်ကလေးကဖြစ်တယ်ဟုတ်လားအဲ့တော့စက္ခုမျက်စိကပုရိဇာတပစ္စည်းသူကအရင်ဖြစ်နေလို့ပုရိဇာတပစ္စည်းပြီးတော့မြင်စိတ်ကနောက်မှဖြစ်တာသူကနော်ပုရိဇာတပစ္စည်းရဲ့ပစ္စယုတ်ပံမြင်စိတ်ကယုတ်မျက်စိကယုတ်တရားမြင်စိတ်ကနံတရားအဲ့တော့နာမရူပပရိစ္ဆေရညာမျက်စိကအကြောင်းတရားမြင်စိတ်ကအကျိုးတရားအဲ့တော့ပစ္စယပရိက္ခဉာဏ်စဉ်တစ်ခုရတာနော်ပြီးတော့မှဒီဟာကမျက်စိကအကြောင်းတရားမြင်စိတ်ကအကျိုးတရားအကြောင်းရောအကျိုးရောခဏလေးဖြစ်ပြီးပြတ်သွားတယ်လို့သိလိုက်တော့ဥရိယဘယဉာဏ်ဟုတ်ကလားဥရိယဘယဉာဏ်ရောက်မှနိဗ္ဗာန်ပဲလမ်းပေါ်တက်မိတာသူကနော်အဲ့ဒီရောက်အောင်ခရူးဆိုင်ရတယ်မှတ်ရတယ်နော်နောက်ကြတော့အရှိန်ရလာပြီဆိုတော့သူကသူမှတ်သွားတာနော်အရင်တော့လူ2ယောက်တဘိုးအကောင်းပြိုင်ကြတယ်တဘိုးဆိုတာဟိုဒီလိုပစ္စည်းတွေဒါကတောင်းတထောင်ထားပါတော့ဒီဘက်ကလည်းတောင်းတထောင်ကိုဒီမဲ့ကျိုးနဲ့ခြီတဲ့ပြီးတော့အလေကောင်ကနေထံရဒါကြီးကိုတဘိုးလို့ခေါ်တယ်တဘိုးကတော့ဒီလိုခတ်သွားတာဟုတ်နော်ခတ်သွားတဲ့တဘိုးဆိုလူသက်တာပေါ့လူဒုမို့ရင်ဒီပေါ်ကြီးဖိထားဆိုပခုံးနာတယ်တဘိုးကခတ်သွားတယ်ဆိုလို့ရှိရင်လူသက်တာနော်အဲ့တော့တယောက်နဲ့တယောက်တဘိုးအကောင်းချင်းပြိုင်ရတယ်ငါတဘိုးကကောင်းတယ်သူတဘိုးကကောင်းတယ်ဟိုကောင်းနိုင်အောင်ဘယ်လိုပြောလို့ဆိုငါတဘိုးကမောင်ကြီးပြောတယ်မင်းဒီပေ190လောက်တင်မဲ့ तू ကခတ်သွားတာနောက်ပိုင်းကျလူမလူတော့ဘူး तू က तू ခတ်သွားတာနော် तू က तू ခတ်သွားတာလို့ပြောတော့ဒီလည်းပဲတရားသဘောကြီးကနောက်ပိုင်းကျတော့ तू က तू မြင်သွားတာ तू ကနော်မြင်သွားတာအဲ့ဒါလို့မြင်သွားမှ
မဲ့ဖို့နိဗ္ဗာန်မဲ့ကိုသူကသွားတာသူဝင်ကြောင်းကြဗျာပါရတွေကစိုက်နေရတာသူကနော်ကြောင်းကြဗျာပါရမစိုက်ဘဲနဲ့တရားကသူ့ဟာသူအလုံးလုံးသွားပြီဆိုမှဟုတ်ပြီနော်အေးအဲ့လိုလုပ်အောင်ကိုယ့်ဟာကိုလေ့ကျင့်ရတာပေါ့နော်အေးပြီးတော့သောတာယတနာနာပေါ့နော်သောတာယတနံသောတာဝိညာဏဓာတုယတံသမ္ယုတ်တကနိသဓမ္မနံပုရိဇာတပစ္စယေနပစ္စယောအဲ့ဒီမလဲပဲနာဆိုတဲ့ဒီလိုနေရွက်သေးအတွင်းထဲမှာရှိတဲ့သောတာပတ္တရယုတ်ကလေးရှိတယ်သူကနော်အဲ့ဒီယုတ်ကလေးကအရင်ဖြစ်နေတယ်အတိတဘဝဘုံငါသလနာဘုံငုပ္ပိစေရပင်သဒရဝိဇံစိတ်၄ခုအရင်ဖြစ်နေ၄စက္ကန့်လောက်အရင်စောဖြစ်နေတယ်ပြီးတော့မှသူ့သောတာနားလေးပေါ်မှာကြားစိတ်ကလေးကမှီးဖြစ်လိုက်တာနော်အဲ့တော့သောတာဆိုတဲ့နားနဲ့ကြားစိတ်ဘယ်သူကအရင်ဖြစ်တာတော့နားကအရင်ဖြစ်တာအဲ့လိုအရင်ဖြစ်လို့မလို့ပုရိဇာတာဟုတ်တယ်မဟုတ်လားထို့အတူပဲနှာခေါင်းကာနာယတနံကာနာဝိညာဏဓာတုယတံသမ္ယုတ်တကနိသဓမ္မနံပုရိဇာတပစ္စယေနပစ္စယောကာနာယတနာကာနာနှာခေါင်း nose ပေါ့နော်အဲ့ဒီကာနာဆိုတဲ့နှာခေါင်းကလည်းပဲနံစိတ်ကလေးအရင်အတိတဘဝဘုံငါသရဏဘုံငုပ္ပိစေရပင်သဒရဝိဇံစိတ်၄ခုလောက်၄စက္ကန့်လောက်အရင်စောပြီးတော့သူကဖြစ်နေရတယ်နော်စောပြီးတော့မဖြစ်ဘူးဗျိုင်းလူဖြစ်မှလားဆိုဗျိုင်းလူဖြစ်ရင်အဲ့ဒီကအမိမခံနိုင်ဘူးတဲ့နော်သူကလည်းအကူမှဖြစ်ဟိုကလည်းအကူမှဖြစ်ဧည့်သည်ချင်းလို့ဖြစ်နေတော့ဗောနော်အေးခန္ဓာကအရင်ဖြစ်နေမှသူကအားရှိနေအားရှိတဲ့အပေါ်မှာနှာခေါင်းနံစိတ်ကလေးကဖြစ်နိုင်တယ်တဲ့နော်အေးအဲ့ဒါနှာခေါင်းကရုပ်တရားနံစိတ်ကနံတရားနှာခေါင်းကအကြောင်းတရားနံစိတ်ကအကျိုးတရားအေးအဲ့ဒါနာမရူပပရိစ္ဆေရညာပစ္စယပရိက္ခညာရပြီးမှဒီရင်မထားရဘူးနှစ်ခုလုံးခဏလေးအတွင်းဖြစ်ပြသွားတယ်အနိစ္စဟုတ်ကလားအေးပြီးတော့မှဇိဝယတနံဇိဝဝိညာဏဓာတုယတံသမ္ယုတ်တကနိသဓမ္မနံပုရိဇာတပစ္စယေနပစ္စယောရှာနဲ့ရက်စိတ်နဲ့ရှာကခုနကလိုပဲအတိတဘုံဘုံငါသရဏဘုံငုပ္ပိစရပင်သဒရဝိဇံဆိုတဲ့စိတ်၄ခုစောပြီးတော့ဖြစ်နေတယ်အဲ့လိုဖြစ်နေတဲ့ရှာပေါ်မှာဘယ်သူကလာဖြစ်တာတော့ယက်တိစိတ်ကလေးကဖြစ်တယ်မိတယ်ဟုတ်လားရှာနဲ့ယက်တိစိတ်နဲ့ရှာကအရင်ဖြစ်နေရလို့မို့လို့ပုရိဇာတပစ္စည်းနော်ပုရိဇာတပစ္စည်းထို့တူကိုကာယယတနံကာယဝိညာဏဓာတုယတံသမ္ယုတ်တကနိသဓမ္မနံပုရိဇာတပစ္စယေနပစ္စယောကိုဆိုတဲ့ဒီခန္ဓာကိုကင်လိုက်လို့ရှိရင်ထိတာတွေသိတယ်မဟုတ်လားအေးအဲ့ဒီမဲ့ကိုကကာယပတ္တာဒယုတ်ကိုယုတ်ပေါ့အဲ့ဒီယုတ်ကလေးကလည်းပဲခုနကလို့စိတ်တဲ့ခဏ၄ခုစိတ်၄ခုလောက်အရင်စောဖြစ်နေတဲ့အပေါ်မှာထိတိစိတ်ကလေးကမှီးပြီးတော့ဖြစ်တယ်ဟုတ်လားကိုယုတ်ကယုတ်တရားထိတိစိတ်ကလေးကနန္တရားဒါဆိုရင်နာမရူပပရိစ္ဆေရညာကိုယုတ်ကအကြောင်းတရားထိတိစိတ်ကအကျိုးတရားဒါဆိုရင်ပစ္စယပရိက္ခညာအဲ့ဒီအကြောင်းအကျိုးနှစ်ခုလုံးခဏလေးအတွင်းဖြစ်ပြသွားတယ်လို့ပြီးတော့အနိစ္စ ानु ပဒနာညာဥရိယဘယညာဘောပေါက်တယ်နော်ကဲအဲ့ဒီ၅ဝဲကြရွတ်လိုက်ကြတာမအောင်ပုရိဇာတပစ္စယောတိပ
5ခုမျက်စိနာနှာခေါင်းရှားကိုယ်5ခုနောက်အာယုံ5ခုအစင်းအတန်အနံ့အရတာအတွေ့အထိဟုတ်လားဆိုလိုက်စမ်းပါဦးအစင်းအတန်အနံ့အရတာအတွေ့အထိရူပါယုံအစင်းကဘုရုကျေးဇူးပြုမှာတော့အစင်းကမြင်စိတ်ကိုကျေးဇူးပြုတာဟုတ်လားအစင်းကနဲ့အစင်းနဲ့မြင်စိတ်မလဲပဲအစင်းကအရင်ဖြစ်နေတာခုနကအတ္တိဘုံဘုံကသရဏဘုံဘုံပိစေရပင်သတော်ရဝေဇံလေးစိတ်တက္ခဏ4ခုလောက်အရင်စော့ဖြစ်ပြီးတော့မှစက္ခုကမိယာဖြစ်တယ်ဟုတ်ကလားအဲ့ဒါလိုပဲအစင်းကလည်းပဲဒီမြင်စိတ်ကအရင်လေးစော့ပြီးတော့မှဖြစ်လို့သူ့ကိုပုရိဇာတာဟုတ်လားမြင်စိတ်နဲ့အစင်းနဲ့ဗျိုင်းတူမဖြစ်ဘူးဗျိုင်းတူဖြစ်တယ်ဆိုရင်သဟဇာတာခေါ်တယ်နော်ဘုဟောဇာကဘ누구ကအရင်ဖြစ်တာတော့အစင်းကအရင်ဖြစ်တာအစင်းဖြစ်စိတ်တက္ခဏ4ခုလောက်အရင်စော့ဖြစ်ပြီးမှအဲ့ဒီအစင်းကမြင်စိတ်ပေါ်လာအောင်အာရမဏတတ္တိပုရိဇာတတတ္တိနဲ့ကျေးဇူးပြုလိုက်တာဟုတ်ကလားရူမာယတနံဇကုဝိညာဏဓာတုယတံသမယုတကနိသဓမ္မနံပုရိဇာတပစ္စယေနပစ္စယောထို့တူအတန်ကဘုရုကျေးဇူးပြုမှာတော့ကြားစိတ်အားအနံ့ကနံစိတ်အားအရသာကယက်တိစိတ်အားအတွေ့အထိကကာယဝိညာဉ်စိတ်ထိတိစိတ်အားဟုတ်ကလားအစင်းအတန်အနံအရသာအတွေ့အထိနော်အဲ့ဒီ5ခုကလည်းအစင်အတိုင်းပေါ့မြင်စိတ်ကြားစိတ်နာမ်စိတ်ရက်စိတ်ထိတိစိတ်5ခုတို့ဟာသူကအရင်ဖြစ်နှင်ပြီးတော့ကျေးဇူးပြုတာအစင်အတန်အနံ့အရသာအတွေ့အထိဒီတရား5ခုယုံ5ခုကအရင်ဖြစ်နှင်တယ်နံတရား10ခုကတော့နောက်မှဖြစ်တယ်မြင်စိတ်ကလည်း2မျိုးမဟုတ်လားကြားစိတ်လည်း2မျိုးနာမ်စိတ်2မျိုးရက်စိတ်2မျိုးထိတိစိတ်2မျိုးကောင်းတာမြင်တော့ကုသလဝိဘတ်စက္ခုဝိညာဉ်မကောင်းတာတွေမြင်ရတော့အကုသလဝိဘတ်စက္ခုဝိညာဉ်ကောင်းတာတွေကြားရတော့ကုသလဝိဘတ်သောတာဝိညာဉ်မကောင်းတာတွေကြားရတော့အဲ့ဒါကိုဒွေပင်စဝိညာဉ်30လို့ခေါ်တယ်ဟုတ်လားဒွေက2ပင်စက5 2နဲ့5နဲ့မြှောက်လိုက်ရင်30အဲ့လိုရအဲ့ဒီစိတ်ဒီအားကျေးဇူးပြုတယ်အဲ့တော့အလုံးဖတ်လိုက်စမ်းပါဦးရူမာယတနံဖုဒ္ဓဘာယတနံဒါကအာယုံ5ပါးအစင်းအတန်အနံအရသာတွေ့ထီအာယုံ5ပါးကဝိညာဉ်5ပါးဝိညာဉ်ဒွေပစ္စဝိညာဉ်30အားကျေးဇူးပြုတာပြီးတော့မှအာယုံ5ပါးကမနောဓာတ်3ပါးအားကျေးဇူးပြုဖို့ရူပါယတနံတတ္ထာယတနံကဏ္ဍယတနံရတယတနံဖုဒ္ဓဘာယတနံ
အာယုံ၅ခုနော်အစင်အတန်အနံ့အယတာအတွေ့အထိဒီ၅ခုသည်မနောဓာတုယတန်သမယုတကနိသဓမ္မနာပင်္စဒရဝိဇ္ဇံနဲ့တမ္ပတိဆိုင်စိတ်နှစ်ခု၃ခုကိုမနောဓာလို့ခေါ်တယ်မနောဓာ၃ခုထိုနှင့်ချင်းလဲစေတသိက်တို့အားပုရိသတာပစ္စယေနာပုရိသတာပစ္စယတတ္တိဖြင့်ရှိဥစွာဖြစ်နှင့်သောအကြောင်းတရားအနေဖြင့်ပစ္စယောကျေစုပြုတတ်၏ရူပါယုံတတ္တယုံကန္နာယုံရတယုံဖွဋ္ဌဘာယုံအာယုံ၅ပါးကအကြောင်းမနောဓာတ်၃ခုကအကျိုးရူပါယုံတတ္တယုံကန္နာယုံရတယုံဖွဋ္ဌဘာယုံအာယုံ၅ပါးကယုတ်တရားမနောဓာတ်၃ခုကနံတရားနာမရူပပရိစ္ဆေရညာပစ္စယပရိက္ခညာရောက်ခဲ့မဟုတ်လားအေးအဲ့ဒါလေးဖတ်လိုက်သမ်းပါဦးရူပယေတနာဖွဋ္ဌဘာယေတနာမနောဓာတုယတံသမယုတကနိသဓမ္မနာအေးပြီးတော့မှဟရိယဝတ္ထုလေးကြံသေးတာကိုဝတ္ထုက6ခုရှိတာစက္ခုသောတာခာနာဇိန်ဝါကာယဒီ၅ခုကပြီးပြီဟရိယဝတ္ထုနှလုံးသားလေးကြံနေတော့အဲ့ဒီအတွက်ယံရူပံနိဒာယမနောဓာတုသမနောဝိညာဏဓာတုသဝတ္တန္တိယံရူပံဆိုတာအကျဉ်ဟရိယဝတ္ထုနှလုံးသားယုတ်ကလေးကိုနိဒာယအမိပြု၍မနောဓာတ်မနောဝိညာဏဓာတ်ဖြစ်ကြတယ်တဲ့မနောဓာတ်ဆိုတဲ့သင်္ဆောရဝိဇံတမ္ပတိဆိုင်မနောဝိညာဏဓာတ်ဆိုတဲ့ဉာဏ်နဲ့စိတ်စေတသိက်တွေဖြစ်ကြတံရူပံထိုဟရိယဝတ္ထုနှလုံးသားယုတ်တရားသည်မနောဓာတုယဓမ္မမြုတကနိသဓမ္မနာမနောဓာလို့ခေါ်တဲ့ပင်စရရဝေဇံတမ္ပတိဆိုင်တွေစိတ်၃ခုတို့အားပုရိသတာပစ္စယေနာရှိဥစွာဖြစ်နေသောအကြောင်းတရားပစ္စယတတ္တိဖြင့်ရှိဥစွာဖြစ်နေသောအနေဖြင့်ပစ္စယောကျေစုပြုတတ်၏ဟရိယဝတ္ထုလေးကမနောဓာတ်၃ခုကိုဧကန္တကျေစုပြုတယ်တဲ့မနောဝိညာဏဓာတ်ကြတော့2မျိုးဖြစ်သွားတယ်အဲ့ဒါကြောင့်မနောဝိညာဏဓာတုယတံသမယုတကနိသဓမ္မနာမနောဝိညာဏဓာတ်ထိုနှင့်ရှင်တဲ့စေတသိက်တို့အားဒါဒွေပင်စာဝိညာဉ်30မနောဓာတ်3ခု73ခုအဲ့ဒီ73ခုနှုတ်လိုက်စိတ်က89ထဲမဲ့73နှုတ်လိုက်စမ်းပါ86ဟုတ်လား86နော်အဲ့ဒီ86တော့စိတ်ဒီကိုကြတော့မနောဝိညာဏဓာတ်လို့ခေါ်တယ်မနောဝိညာဏဓာတ်ကြတော့ဧကန္တကျေစုမပြုဘူးတဲ့တခါတလေမဲ့ပုရိဇာတတတ္တိနဲ့ကျေစုပြုပြီးတော့တခါတလေမဲ့ပုရိဇာတတတ္တိနဲ့ကျေစုမပြုဘူးတဲ့ဘယ်လိုတော့ဖျားဆိုရင်သဟဇာတပစ္စည်းတုံးကပါခဲ့တယ်မဟုတ်လားအေးသဟဇာတပစ္စည်းတုံးကပဋိသန္ဓေနေတဲ့အခါမှာတော့ဗျိုင်လူဖြစ်တယ်ဟုတ်လားပဋိသန္ဓေနေတဲ့အခါဘိုက်ထဲပထမဆုံးစိတ်ကလေးဖြစ်တာကိုပဋိသန္ဓေစိတ်လို့ပေါ့အဲ့ဒီပထမဆုံးပဋိသန္ဓေနေတဲ့စိတ်ကလေးနဲ့ဟရိယဝတ္ထုကြတော့ဗျိုင်လူဖြစ်လို့သဟဇာတပစ္စည်းနောက်ပိုင်းကြတော့ဟရိယဝတ္ထုနဲ့နောက်စိတ်တွေဗျိုင်လူမဖြစ်တော့ဘူးဟရိယဝတ္ထုကအရင်စက္ခုသောတာဂာနဇိဝါကာယတို့လူစိတ်တက္ကနာလေးရှိအရင်ဖြစ်နေတယ်သူကအရင်ဖြစ်နေတဲ့ဟရိယဝတ္ထုဘောမှနောက်ကမနောဝိညာဏဓာတ်ကနောက်မှဖြစ်တယ်ဟုတ်ကလားဟရိယဝတ္ထုနဲ့သူ့ပေါ်မှီတဲ့မနောဝိညာဏဓာတ်ဘယ်သူကအရင်ဖြစ်တော့ဟရိယဝတ္ထုကအရင်ဖြစ်တယ်အရင်ဖြစ်တဲ့အတွက်ပုရိဇာတာဟုတ်ကလားပုရိဇာတပစ္စည်းပုရိဇာတပစ္စည်းရဲ့ပစ္စယုပ္ပံ
လူတွေလည်းပဲလူတွေကြည့်ပါလားဟိုသေတယ်မသေးဘူးဆိုရင်ဆရာဝန်တွေပါစမ်းကြည့်လို့ဆိုဒီလိုလက်ကလေးလက်ကဝှက်ဖြည့်ပြလဲစမ်းကြည့်လိုက်တယ်မဟုတ်လားစမ်းကြည့်လိုက်တယ်ဆိုတွေးတိုးတာလေးမတိုးတော့ဘူးဆိုရင်ဘေဘီဟုတ်လားသူတို့ဒါမှမဟုတ်နှစ်ကြက်ကလေးနဲ့ဒီနေရာထောက်ကြည့်လိုက်တာပေါ့ဟရိယဝတ္ထုကသွေးတွေကဂုံနဲ့ဒီလိုညှစ်နေတာဟုတ်ညှစ်နေတဲ့ဥစ္စာမညှစ်တော့ဘူးဆိုလို့ရှိရင်ဟရိယဝတ္ထုမရှိတော့ဘူးဗျာကမ္မဇယုတ်ဟရိယဝတ္ထုကကန့်ညောင်ဖြစ်တဲ့ယုတ်ကိုအဲ့ဒီယုတ်ပေါ်မှာစိတ်စေတသိက်တွေကမီးဖြစ်ရတာနော်အဲ့ဒါလိုဂုံနဲ့နှလုံးသားရပ်သွားပြီဆိုရင်ဒါသေတယ်လို့ခေါ်တာသူ့ပေါ်မှာနောက်ထပ်စိတ်စေတသိက်တွေဖြစ်နိုင်မအောင်မလားမဖြစ်နိုင်တော့ဘူးတဲ့အဲ့ဒါကိုသေတယ်လို့ခေါ်တာပေါ့နော်အဲ့ဒါလေးဆိုလိုက်သမ်းမအောင်ယံရူပနိဒာယစီကာလေးဆိုတာအချို့သောအခါ၌အချို့သောအခါဆိုတာပရိသေပဝတ္တိအခါ၌ပဝတ္တိအခါဆိုရင်ပုရိဇာတတတ္တိနဲ့ကျေးဇူးပြုတယ်ပရိသေနေတဲ့တဘဝမှာအစဆုံးလေးစိတ်ကြတော့ဗျိုင်လူသဟဇာတတတ္တိနဲ့ကျေးဇူးပြုတယ်နှစ်မျိုးပေါ့သူကနော်ဟရိယဝတ္ထုကဘယ်နှမျိုးကျေးဇူးပြုတော့နှစ်မျိုးကျေးဇူးပြုတယ်ပရိသေနေတဲ့ခဏဆိုရင်သဟဇာတတတ္တိဗျိုင်လူဖြစ်တယ်ဟုတ်ကလားပရိသေစိတ်ကလေးနဲ့ဟရိယဝတ္ထုယုတ်ကလေးဘယ်လိုဖြစ်တော့ဗျိုင်လူဖြစ်တယ်သူ့ကိုသဟဇာတပစ္စည်းလို့ခေါ်တယ်နော်ကြံတဲ့အချိန်ကြီးကြတော့ဟရိယဝတ္ထုကအရင်ဖြစ်တယ်ပြီးတော့မှမနောဝိညာဏဓာတ်ကနောက်မှဖြစ်တယ်အဲ့ဒါလိုဟရိယဝတ္ထုကအရင်ဖြစ်လို့မို့လို့သူ့ကိုဘာပစ္စည်းလို့ခေါ်တော့ပုရိဇာတပစ္စည်းသဘောပေါက်လောက်ပြီနော်နောက်ပစ္ဆာဇာတပစ္စည်းတွားလိုက်သမ်းပါအောင်ပစ္ဆာဆိုတာနောက်မှဇာတဖြစ်တယ်နောက်မှဖြစ်ပြီးတော့ကျေးဇူးပြုတဲ့ပစ္စည်းကိုပစ္ဆာဇာတပစ္စည်းခိုးနဲ့ဆန့်ကျင်မဲ့ပေါ့နော်ဆန့်ကျင်မဲ့ပစ္ဆာဆိုတာနောက်မှဖြစ်တယ်ဆိုတာဥပမာဥပမာခုနကပြောတဲ့အတ္တိတဘုံဘုံငါသရဏဘုံကုပိစီရာပင်စဒွါရဝဇံစက္ခုဝိညာဉ်တံပတိဆိုင်တန်တိရဏဟုတ်ထောဇောခုနှစ်ကြိမ်ဒရာယုံနှစ်ကြိမ်ဘဝင်ဆိုလိုက်သမ်းမှာအတ္တိတဘဝင်ဘုံငါသရဏပင်စဒွါရဝဇံစက္ခုဝိညာဉ်တံပတိဆိုင်တန်တိရဏဟုတ်ထောဇောခုနှစ်ကြိမ်ဒရာယုံနှစ်ကြိမ်ဘဝင်အဲ့လိုဖြစ်တဲ့ထားတော့ရှေးစိတ်နဲ့ဖြစ်ခဲ့တဲ့ရုပ်တရားကပစ္စယုတ်ပါနောက်စိတ်စေတသိက်ကပစ္စည်းနောက်မှဖြစ်တဲ့စိတ်စေတသိက်ကပစ္စည်းဟုတ်လားရှေးစိတ်စေတသိက်နဲ့ဖြစ်တဲ့ရုပ်တရားကသူကရုပ်တရားကပစ္စယုတ်ပံနံတရားကပစ္စည်းခုနပုရိဇာတနဲ့ကြောင်းညာပုရိဇာတကရုပ်တရားကပစ္စည်းနံတရားကပစ္စယုတ်ပံဥမာဖြင့်မျက်စိနားနှာခေါင်းရှားကိုယ်ဟရိယဝတ္ထုဒါဆိုရုပ်တရားတွေမဟုတ်လားအဲ့ဒီယုတ်တရားကပစ္စည်းမြင်စိတ်စတဲ့နံတရားကပစ္စယုတ်ပါဒီကြတော့အဲ့လိုမဟုတ်ဘူးယုတ်တရားနဲ့အတူဥပတဲ့ရှေးဥပဖြစ်တဲ့ယုတ်တရားကပစ္စယုတ်ပါနောက်မှဖြစ်တဲ့စိတ်စေတသိက်ကပစ္စည်းဥပမာပြောပြမယ်ကဲအတ္တိတဘဝံဘောငါဆလနာစိတ်နှစ်ခုပဲထားကြည့်ပါဦးပါတယ်
ဘယ်စိတ်နဲ့ဘာစိတ်တော့အတိတဘဝင်ဘုံငါဆလနာဒီစိတ်နဲ့စိတ်ဒီလိုထားကြည့်လိုက်လို့ရှိရင်ဟောဒီဟာအတိတဘဝင်နဲ့ဒီခန္ဓာကိုယ်ကြီးမဲ့ဖြစ်နေတဲ့ရုပ်တွေရှိတယ်ကမ္မဇယုတ်စိတ်တဇယုတ်ဥဒုဇယုတ်အာဟာရဇယုတ်ကံစိတ်ဥဒုအာဟာရအကြောင်းတရားကြောင့်ဒီရုပ်ကြီးဖြစ်တယ်မဟုတ်လားဆိုသားမှာကမ္မဇယုတ်ဥဒုဇယုတ်အာဟာရဇယုတ်စိတ်တဇယုတ်ပြန်ဆိုလိုက်မှသာမဟုတ်ကမ္မဇယုတ်စိတ်တဇယုတ်ဥဒုဇယုတ်အာဟာရယုတ်ဒီခန္ဓာကိုယ်ကြီးမှာရုပ်၄မျိုးရှိတာနော်အဲ့ဒီရုပ်၄မျိုးကပစ္စယုတ်ပံရုပ်၄မျိုးအတိတဘုံနဲ့ရုပ်၄မျိုးဖြစ်ပြီးဆိုရင်အဲ့ဒီရုပ်၄မျိုးကိုနောက်ဘုံငါဆလနာကထောက်ပံ့ပေးတာဘယ်သူကထောက်ပံ့ပေးတော့သူကနောက်မှဖြစ်ပြီးတော့ထောက်ပံ့ပေးတာဟိုစစ်တပ်တွေဘာတွေမဲ့ထောက်ပို့တတ်လို့ကြားမှုလားထောက်ပို့တတ်ဆိုတာထောက်ပံ့ပြီးတော့ပို့ပေးတဲ့တက်ဟုတ်ကလားသူကစစ်တိုက်တာမဟုတ်ဘူးသောပေါက်လားသူကစစ်မတိုက်ဘူးစစ်မတိုက်ပြီးမဲ့လို့လက်နဲ့တီးစားဖို့ရိတ်ခါတွေသူကနောက်ကနေထောက်ပံ့ပေးတာအဲ့ဒါလိုပဲအတိတဘုံနဲ့ဖြစ်တဲ့ရုပ်၄မျိုးကိုဘုံငါဆလနာကနောက်မှဖြစ်ပြီးတော့ထောက်ပံ့ပေးတယ်ဟုတ်ကလားထောက်ပုဒ္ဒတရားလည်းအဲ့လိုပဲမဟုတ်လားထောက်ပုဒ္ဒဆိုတာထောက်ကထောက်ပံ့ပေးတယ်ပေါ့ပို့ကပို့ဆောင်ပြီးတော့ပေးတယ်ထောက်ပံ့ပြီးတော့ပေးတယ်ပို့ဆောင်တဲ့ဓာတ်စစ်တာအဲ့ဒီစစ်တာကရှေ့ကနေနေတာလားနောက်ကနေနေတာလားအဲ့လိုပဲထောက်ပံ့တဲ့ထောက်ပို့တတ်လို့ပဲဒီဘုံငါဆလနာတို့ကနောက်ကနေပြီးတော့မှအရင်ဖြစ်သွားတဲ့စိတ်စေတသိက်တွေအရင်ဖြစ်သွားတဲ့ရုပ်တွေကိုရုပ်၄မျိုးကိုထောက်ပံ့ပေးတာနောက်မှဖြစ်ပြီးတော့ထောက်ပံ့လို့သူ့ကိုပစ္ဆာသာတပစ္စည်းသဘောပေါက်လားအတိတဘုံငါဆလနာဆိုသလိုပဲဘုံငါဆလနာနဲ့ဘုံကိုပစ္စေရကဲဒီလိုနှစ်ချောင်းထားကြည့်ပါဦးဘုံငါဆလနာနဲ့အတူကံစိတ်ဥဒုအာဟာရအကြောင်းတရား၄ပါးကြောင့်ရုပ်၄မျိုးဖြစ်လိုက်ပြီရောဖြစ်လိုက်တော့ဒီဘုံကုပ္ပစီရလည်းရောက်ပြီးတော့ तू ကမင်းတို့ဖြစ်တဲ့ဥစ္စာတွေငါထောက်ပံ့ပေးမယ်ဆို तू ကနောက်မှဖြစ်ပြီးတော့ဒီအရင်ရုပ်တွေကိုမလုပ်တော့ထောက်ပံ့ပေးတယ်ထောက်ပုဒ္ဒါဟုတ်လားဒီပစ္ဆာသာတပစ္စည်းဟူသည်ရုပ်တရားကပစ္စယုတ်ပံနံတရားကပစ္စည်းရုပ်တရားကအရင်ဖြစ်နေတယ်နံတရားကနောက်မှဖြစ်တယ်နောက်မှဖြစ်တဲ့နံကအရင်ဖြစ်တဲ့ရုပ်တရားကိုထောက်ပို့ပေးတာသူကဖြစ်အောင်လုပ်တာမဟုတ်ဘူးဟုတ်ကလားသူကဘာလုပ်ပေးတာတော့ထောက်ပံ့ပေးတာအဲ့ဒီပစ္စယုတ်ပံတွေကလည်းဖြစ်အောင်လုပ်တဲ့ပစ္စည်းထောက်ပံ့ပေးတဲ့ပစ္စည်းလို့နှစ်မျိုးရှိတယ်ကျန်တဲ့23ပစ္စည်းတွေကတော့ဖြစ်အောင်လုပ်ပေးတယ်ရှားတော့နော်အခုပစ္ဆာသာတပစ္စည်းကဖြစ်အောင်လုပ်တာမဟုတ်ဘူးမလုပ်ပေးတာတော့ထောက်ပံ့ပေးတာဟိုအိမ်ကြီးတွေပါကြီးတွေဒီလိုဖြစ်နေတယ်မဟုတ်လားအိမ်ကြီးတွေတချို့အိမ်ကြီးတွေကဒီလိုကြီးဖြစ်နေတာရိုင်းနေတာဆိုဒီကနေပြီးတော့ထောက်ပေးရတာထောက်ပေးတဲ့ကြားကံထောက်ပေးတဲ့ပစ္စည်းနဲ့တူတယ်ပစ္ဆာသာတပစ္စည်းဆိုတာသူကဖြစ်အောင်လုပ်တာမဟုတ်ဘူးအရင်ဖြစ်နေမိတာအိမ်တို့တိုက်တို့ကိုမလဲအောင်မပြိုအောင်ထောက်ပေးတာသဘောပေါက်တယ်နော်အဲ့ဒါဆိုရင်ပစ္ဆာသာတပစ္စည်းသဘောပေါက်တော့ပါပြီအဲ့ဒီမဲ့ကြည့်လိုက်ချမ်းမအောင်ပစ္ဆာသာတပစ္စယောတိပစ္ဆာသာတာစိတ်တစေတသိကာဓမ္မာပုရိသတတဣမတကာယတာပစ္ဆာသာတပစ္စေနပစ္စယောပစ္ဆာသာတစိတ်တစေတသိကာဓမ္မာနောက်မှဖြစ်တဲ့စိတ်စေတသိက်တရားတို့သည်ပုရိသတတဣမတကာယတာအရင်ဖြစ်နေတဲ့ကမ္မဇယုတ်စိတ်ဇယုတ်ဥဒုဇယုတ်အာဟာရဇယုတ်ဆိုတဲ့ရုပ်၄မျိုးအားဟုတ်ကလားအရင်ဖြစ်နေတဲ့ရုပ်၄မျိုးအားပစ္ဆာသာတပစ္စေနာနောက်မှဖြစ်တဲ့ပစ္စယတတ္တိဖြင့်ပစ္စယောကျေးဇူးပြုတာထောက်ပံ့ပေးတာဤသူကဖြစ်တဲ့ပစ္စည်းမဟုတ်ဘူးမလုပ်တဲ့ပစ္စည်းတော့
ထောက်ပံ့ပေးတဲ့ပစ္စည်းထောက်ဖို့စစ်တာဟုတ်လားကဲဆိုလဲစမ်းမအောင်ပစ္ဆာသာတာပစ္စယောတိပစ္ဆာသာတာစေယစေတိပါဒနာဒုရေသာတတာဣမတာအာယတာပစ္ဆာသာတာပစ္စယေနပစ္စယောတခါတလေကလေးလေးတွေမြင်လူထိုင်းနေမနာဒီလိုကြီးဖြစ်သွားတာမြင်မှုတယ်မဟုတ်လားငိုက်တယ်လို့ခေါ်တယ်နော်အဲ့ဒါပစ္ဆာသာတပစ္စည်း तू ကနေသွားလို့တကယ်ဆိုပစ္ဆာသာတပစ္စည်းကဒီထောက်ထားမှာကိုကဒီလိုနေတာနော်ပစ္ဆာသာတပစ္စည်းကသိနေသွားပြီဆိုဒီလိုကြီးငိုက်တော့သူကအဲ့ဒါငိုက်တဲ့ပစ္စည်းလို့ပေါ့သူနော်ပစ္ဆာသာတပစ္စည်းနောက်ဘာပစ္စည်းတဲ့တော့အာသေဝနပစ္စည်းအာဆိုတာကပုဏ္ဏအဖမ်းမှန်အထထသေဝနဆိုတာမှီဝဲတယ်ပြုလုပ်တယ်အဖမ်းမှန်အထထပြုလုပ်တာကိုအာသေဝနလို့ခေါ်တယ်မိန်းကလေးတွေတဏ္ဍခါလိမ့်နေဆိုရင်ဒီလိုတခါတည်းမလိမ့်ဘူးဒီလိုလေးထထလိမ့်နေမဟုတ်လားအဲ့ဒါအာသေဝနပစ္စည်းခေါ်တယ်သူကနော်အဲ့လိုအာသေဝနထထပြီးတော့ဒီလိမ့်လိုက်မှချောသွားတာနော်အဲ့ဒါလိုပဲဇောလီကြတော့ဇော9ကြိမ်လို့မဟုတ်လားဒီပြင်စိတ်တွေကတစ်ကြိမ်ပဲဖြစ်တာဘုံငါဆလနာဆိုတစ်ကြိမ်ဖြစ်ဘုံကုတ်ပစ္စေရတစ်ကြိမ်ပစ္ဆတော်ရတစ်ကြိမ်ဟုတ်လားတံပတိဆိုင်တန်တိရဏတစ်ကြိမ်ကြီးပဲဖြစ်သွားဝုထောတစ်ကြိမ်ဇောကြတော့ဘယ်နှကြိမ်ဖြစ်တာတော့9ကြိမ်ဖြစ်တယ်ဇော9ကြိမ်တရားယုံကြတော့2ကြိမ်2ကြိမ်ဖြစ်ပေမဲ့လည်း तू ကအာသေဝနပစ္စည်းမတတ်ဘူးအာသေဝနဆိုတာ तू ကကုသိုလ်အကုသိုလ်ကရိယာ3မျိုးပဲရှိတယ်။ဘာနဲ့တော့ကုသိုလ်အကုသိုလ်ကရိယာအကုသိုလ်စိတ်12ခုဒါဇောဖြစ်တယ်။မဟာကုသိုလ်စိတ်10ခုဒါဇောရီပေါ့နော်။ရူပသရအရူပသရမေဇောရီလည်းဇောပါပဲ။ဒါပေမဲ့လို့အခုတရားနာပရိသတ်တိတဏ္ဍာမရောရူပသရဇောရီရှိမှမဟုတ်ဘူးပေါ့နော်ဇံရမှာသူကဖြစ်တာဟုတ်အဲ့တော့အခုတရားနာပရိသတ်တိတဏ္ဍာမယ်ဖြစ်မဲ့ဇောကအကုသိုလ်ဇော12ခုမဟာကုသိုလ်ဇော10ခုဒါပဲရှိတယ်နော်20အဲ့တော့သူကလည်းပဲသူ့အချင်းချင်းပေါ့အကုသိုလ်ဆိုရင်အကုသိုလ်ချင်းအာသေဝနတတ္တိကျေးဇူးပြုတာနော်ကုသိုလ်ဆိုလို့ဖြင့်ကုသိုလ်ချင်းမဟာကရိယာကြတော့လေကရိယာချင်းကရိယာကြတော့ယဟန္တာပေါ့နော်ယဟန္တာပုဂ္ဂိုလ်များကြတော့ဟတိတုပ္ပအဟိတ်စိတ်တဲ့တစ်ခုမဟာကရိယာစိတ်က10ခု9ခုပေါ့နော်အဲ့ဒါကရိယာဇောလို့ခေါ်တယ်အဲ့တော့ဒီမဲ့အာသေဝနပစ္စယောတိပုရိမာကုသလာဓမ္မာပစ္စည်းမာနံကုသလာနံဓမ္မာနံအာသေဝနပစ္စယေနပစ္စယောပုရိမာအကုသလာဓမ္မာပစ္စည်းမာနံအကုသလာနံဓမ္မာနံအာသေဝနပစ္စယေနပစ္စယောပုရိမာကိရိယာဗျာဂတာဓမ္မာပစ္စည်းမာနံကိရိယာဗျာဂတာနံဓမ္မာနံအာသေဝနပစ္စယေနပစ္စယောဘယ်နှခုတော့3ဝက်ကြာကုသိုလ်အချင်းချင်း1ဝက်ကြာအကုသိုလ်အချင်းချင်း1ဝက်ကြာကရိယာအချင်းချင်း1ဝက်ကြာဝိဘတ်မပါဘူးသူကနော်ကုသိုလ်အကုသိုလ်ကရိယာအဲ့တော့ဇော9ကြိမ်ဆိုလဲပထမဇောဒီပစ္စည်းအာသေဝနပစ္စည်းဒုတိယဇောဒီအာသေဝနပစ္စည်းရဲ့ပစ္စယုပ္ပံဘောပေါက်တယ်နော်ဒုတိယဇောဒီအာသေဝနပစ္စည်းတတိယဇောဒီအာသေဝနပစ္စည်းပစ္စယုပ္ပံရှေ့ဇောဒီပစ္စည်းနောက်ဇောဒီပစ္စယုပ္ပံဘောပေါက်တယ်နော်သတ္ထဇောဒီပစ္စည်းတတ္တမဇောဒီပစ္စယုပ္ပံဆိုကြည့်တာမအောင်ပထမဇောတိပစ္စည်းဒုတိယဇောတိပစ္စယုပ္ပံဒုတိယဇောတိပစ္စည်းတတိယဇောတိပစ္စယုပ္ပံ
တတိယသောတိပစ္စည်းစတုထသောတိပစ္စယုပ္ပံစတုထသောတိပစ္စည်းပင်စမသောတိပစ္စယုပ္ပံသတ္ထသောတိပစ္စယုပ္ပံသတ္ထသောတိပစ္စည်းဒီရင်ဆုံးသွားတာသူကနော်အေးကုသိုလ်မဲ့အဲ့လိုဖြစ်တယ်လို့အကုသိုလ်လည်းပဲပထမသောတိပစ္စည်းဒုတိယသောတိပစ္စယုပ္ပံယဟန္တာများကြတော့ကရိယာပေါ့ကရိယာပထမသောတိပစ္စည်းဒုတိယသောတိပစ္စယုပ္ပံဟုတ်ကလားကဲဆိုလိုက်စမ်းမအောင်အာတိဝနာပစ္စယောတိပုရိမာပုရိမာပုဒ္ဒရာဓမ္မပစ္စည်းမနံပစ္စည်းမနံပုဒ္ဒရာနံဓမ္မနံအာတိဝနာပစ္စယေနာပစ္စယောပုရိမာပုရိမာပုဒ္ဒရာဓမ္မပစ္စည်းမနံပစ္စည်းမနံပုဒ္ဒရာနံဓမ္မနံအာတိဝနာပစ္စယေနာပစ္စယောပုရိမာပုရိမာပရိယအာသေဝနာပစ္စည်း12ပစ္စည်းပြီးသွားပြီနော်12ပစ္စည်းကဘယ်လောက်ရှိတာတော့ဖုံဖုံကနေပြီးတော့အစကအဆုံးသိုးပြပြီးပြီအဆုံးကအစသိုးပြအောင်မယ်နော်အဆုံးကဘာပစ္စည်းတော့ညာအဝိကတပစ္စယောဝိကတပစ္စယောနာတိပစ္စယောအာတိပစ္စယောဝိပယုဒ္ဓပစ္စယောတံပယုဒ္ဓပစ္စယောမေဃပစ္စယောဇာနာပစ္စယောဣန္ဒရိယပစ္စယောအာဟာရပစ္စယောဝိပါကပစ္စယောကမ္မပစ္စယောအာတိဝနာပစ္စယောပစ္စာဇာတာပစ္စယောပုရိဇာတာပစ္စယောဥပနိတိယပစ္စယောနေတယပစ္စယောအညာမညာပစ္စယောသဟဇာတာပစ္စယောသမဏန္တရာပစ္စယောအနန္တရာပစ္စယောအဓိပတိပစ္စယောအာရမဏပစ္စယောဟေတုပစ္စယောဆိုတတ်ပါမလားကဲဆိုကြည့်သားပါဗျာအာဝိကတပစ္စယောဝိကတပစ္စယောအာတိပစ္စယောဝိပယုဒ္ဓပစ္စယောတံပယုဒ္ဓပစ္စယောမေဃပစ္စယောဇာနာပစ္စယောဣန္ဒရိယပစ္စယောအာဟာရပစ္စယောဝိမာကပစ္စယောကမ္မပစ္စယောပစ္စာဇာတာပစ္စယောပုရိဇာတာပစ္စယောဥပနိတယပစ္စယောနေတယပစ္စယောသဟဇာတာပစ္စယောသမဏန္တရာပစ္စယောအနန္တရာပစ္စယောအဓိပတိပစ္စယောအာရမဏပစ္စယောဟေတုပစ္စယောဒါတွေစာရီကျင်းနေအောင်ပေါ့ဒီနော်ဒါတွေကျင်းနေအောင်မဲတယောက်ကပြောတယ်ငလုံးဆိုတဲ့ကောင်ဂျင်ပေါက်ညာအလွန်ဖြစ်သူဒီလိုအထက်လည်းပဲသူကမြောက်တတ်တဲ့ဂျင်ကြီးကိုငလုံးဂျင်နိုင်တယ်လို့ပဲရှိတဲ့ဒီကောင်ကဲတို့ပြိတ္တာလည်းငလုံးဂျင်နိုင်တယ်လို့ဒါမထမ်းနေနိုင်အောင်လုပ်အောင်ပါနော်ဘုံဘုံကပုံလေးတွေဘုံပြောပါအောင်မယ်အပြင်းပြေပေါ့ပုံလေးတွေဘုံဆိုတာတန်ဗုဒ္ဓေဂါထာတော့ရကြလားကဲဆိုပြတာမှတန်ဗုဒ္ဓေအထဝိသင်္စာဝါရသင်္စာတဟတကေပင်္စာတတာတဟတာနိနမမိတိရာသမဟံအပကာဝါလူကာခင်္ဂာအနန္တာနေဗုဒ္ဓဇိနာဒေတံဓမ္မင်္စာတံငင်္စာအာဒရေနနမမဟံနမေကာရာနုဝဝေနာဟိတဝါသဗ္ဗေဥပါဒဝေအနေကအန္တရာယပိဝ
ဝိနာတန္တုအတေတာတော်တန်ဗုဒ္ဓေဆိုတာဖယားရှင်တို့ကိုအထဝီတံဆိုတာအထက8ဝီတံက20 20ဆိုတာ28ပေါ့နှစ်ကြိတ်ရှိစုသောဖယားရှင်တို့ကိုနမာမိတိရတာမဟံအဟံတပိတော်သည်တိရတာအုတ်ခေါင်းဖြင့်နမာမိရှိခိုးပါ၏ဖုံဖုံရှင်ခိုးတာလေးကြည်သားမအောင်အုတ်ခေါင်းဖြင့်ရှိခိုးပါ၏ဆိုတာရှိခိုးပြသားမှာအဲ့လိုရှိခိုးတာကိုခေါင်းဖြင့်ရှိခိုးတယ်လို့ခေါ်တယ်နော်အဲ့လိုလေးရှိခိုးတာကတော့လက်အုပ်ချီ၍ရှိခိုးပါ၏ဟုတ်လားလက်အုပ်ချီဟောတာကြတော့လက်ဆယ်စုံထိတ်မှမိုး၍ရှိခိုးပါ၏ဒီခေါင်းပေါ်ကိုလက်ဆယ်စုံတင်လိုက်တာနတ်ဒီမြမာရီရှိခိုးနီးကအဲ့လိုရှိခိုးတာပဲနော်နတ်ဒီမြမာရီကဟောလို့ရှိခိုးတာအဲ့လိုရှိခိုးတဲ့ရုပ်ပုံကြီးမြင်မှုကြလားဘယ်မှမြင်မှုတော့အဲ့လိုရှိခိုးတာဒီအညာမတော့ကောင်းမှုတော့ဆိုတဲ့ဇေဒီကြီးမြင်မှုလားအကြီးကြီးလေဒီလိုကြီးအဲ့လိုပုံကြီးအဲ့ဒီကောင်းမှုတော့ဇေဒီကြီးဘေးမဲ့နတ်ယုတ်တွေဗြဟ္မာယုတ်တွေဒီလိုကြီးတွေရှိခိုးနေကြတာနော်အဲ့ဒီနာရောက်တဲ့အခါဝင်ကြည့်ခဲ့ကြပေါ့ကောင်းမှုတော်ကြီးနော်ကောင်းမှုတော်ဆိုတာတချို့ကလည်းပဲပြောကြတာပေါ့ဟုတ်မဲ့တော့မထင်ပါဘူးဘယင်မိဖုရားကြီးကအဲ့ဒီဇေဒီကြီးတဲတော့ဇေဒီပုံကဘယ်လိုတရားမှာတော့ဖုရားဆိုတော့တရားနေရတော့မေးတာတဲ့အဲ့တော့မိဖုရားကြီးကလည်းနည်းနည်းစိတ်တူနေတဲ့အချိန်ဖြစ်လို့နေမှာပေါ့နှိုကြီးလှမ်းပြလိုက်တယ်နော်မြတ်ကနိုးပုံတယ်ဟဲ့ဆိုတော့ထင်းပြီးတော့အဲ့ဒီကောင်ကြီးကဒီတိုင်းတင်ရတယ်နော်ကောင်းမှုတော့ဖရာတကယ်ကတော့အဲ့လိုမဟုတ်ပါဘူးအဲ့ဒီခေတ်တုန်းကဟိုမဲ့ပေါ်တူဂီတွေကတီဟိုမဲ့နိုင်သွားပြီနိုင်သွားတော့တီဟိုကဗုဒ္ဓဘာသာတွေကခရိယန်တွေလက်အောက်ကျသွားတယ်လက်အောက်ကျသွားတော့ဓာတ်တော်တွေဘာတွေတချို့ဖြစ်စီပြစ်အဲ့တော့ဒီလည်းပဲဖြစ်လိမ့်မယ်ဟိုကနေပြီးတော့ဖះစွဲတော်ကြီးလည်းဒီလာပို့တယ်ဒီဟိုဘင်းကကျုပ်တို့တော့မရတော့ဘူးယောကျုပ်တို့မကယ်နိုင်တော့ဘူးခင်ဗျားတို့ပဲကယ်ကြပါတော့ဒီဓာတ်တော်ကြီးခင်ဗျားတို့ပဲထိမ့်သိမ်းကြပါတော့လို့စွဲတော်ကြီးထိမ့်သိမ်းကြပါတော့ဆိုလာပို့တာလာပို့တော့ဒီကလည်းပဲဘောတူဝေတွေလာရင်ပြန်တိုက်နိုင်ဖို့တိတ်မလွယ်ဘူးဖေးဆိုတော့အကြီးကြီးတည်လိုက်တာပေါ့ချက်ချင်းဖြစ်မရအောင်နော်အဲ့လိုတည်တာဟိုသူတို့ကသဘောမပေါက်တော့မိဖုရားကြီးကပဲလှမ်းပြလိုက်တယ်ထားကြပါစို့ဖျားပေါင်း28စုခေါင်းဖြစ်ရှိခိုးပါ၏ဟုတ်လားပြီးတော့ဓဝရသင်္စသဟတကေဓဝရတဆိုတာ7သဟတဆိုတာ1000 7နဲ့1000နဲ့မြောက်သားမှာ12000ဒဝရသင်္စသဟတကေ12000သောဖယားရှင်တို့ကိုနမာမိတိရတာမဟံတပည့်တော်အုတ်ခေါင်းဖြစ်ရှိခိုးပါ၏ဖယားဖယားပေါင်းဘယ်လောက်ရှိခိုးလိုက်တော့12000ပြီးတော့မှပင်စတတသဟတာနီပင်စက9တတက100 9နဲ့100နဲ့မြောက်900သဟတာက1500နဲ့1000နဲ့မြောက်5သိန်းပင်စတတသဟတာနီ5သိန်းသောဖယားရှင်တို့ကိုနမာမိတိရတာမဟံတပည့်တော်အုတ်ခေါင်းဖြင့်ရှိခိုးပါ၏အဲ့တော့ဖယားပေါင်း5သိန်း1000 2000နှစ်ကြိတ်ရှိစုဖယားပေါင်းဘယ်လောက်ရှိခိုးတာတော့ဖျားပေါင်း5သိန်း1000 2000နှစ်ကြိတ်ရှိစုဗုဒ္ဓဝင်နေတဲ့ပါတာကနှစ်ကြိတ်ရှိစုပဲပါတယ်5သိန်း1000 2000မပါဘူးနော်5သိန်း1000 2000ဘယ်ဟာလာတာတော့အဲ့ဒါဒီခုမေးကြမြန်ကြမယုံဘူးကွ5သိန်း1000 2000ဒီလိုလဲညင်းညခုံကြတာပေါ့နော်
ဟောဒီမဲ့ဟိုရွှေတကုန်းရှိပဲနာညောင်တုံးကြောင်းတိုင်းဆိုတာကြားမှုလားအဲ့ဒီညောင်တုံးကြောင်းတိုင်းနေတဲ့ဆရာတော်ကြီးကဆရာတော်ကြီးဥသောဗနာတဲ့ဆရာတော်ရေးတဲ့ထေရီအပဒါနဒီပနီဆိုတဲ့စာအုပ်ထဲမှာဒီဖျားပေါင်း9,100,000ရေးပြထားတာပါတယ်ရေးပြတာပါတော့ဆရာတော်နဲ့တွေ့တယ်ကဥက္ကုမာရာရှင်ဘုရားရေးလိုက်မှာပဲတပည့်တော်တို့ရှင်းသွားသိတယ်တပည့်တော်ကိုရင်ဘဝနဲ့ကတန်ဗုဒ္ဓေဂါထာရှစ်ခိုးနေတာ9,100,000ရေးလို့ကိုမရဘူးဖျားတဲ့ဟုတ်လားအေးဆရာတော်ထေရီအပရာဏဒီပနီဆိုတဲ့ကျမ်းနဲ့မယ်အဲ့ဒါအပြည့်စုံရေးပါတယ်အခုတော့တာမင်ညဘုံဘုံဝိထုကြောင့်လေးပြောပါမယ်နော်တာမင်ညလေးပြောလိုက်ရင်လည်းပဲနည်းနည်းတော့တိလောက်ပါလိမ့်မယ်12မိနစ်တော့ရှိသွားရပါသေးတယ်နော်အေးညောင်းနေနည်းနည်းမှညောင်းတာလေးလေဒုက္ခလို့အေးဒုက္ခအိဋ္ဌဒုက္ခလို့ရှုလိုက်တော့ဒီကဘာကပြန်ပြီးတော့နောက်ပြန်ရေးလိုက်တဲ့အခါသင်္ချေ20နဲ့ကဘာတသိန်းတဲ့ဘယ်လောက်ကြားတယ်တော့ကဘာပေါင်းသင်္ချေ20နဲ့ကဘာတသိန်းအဲ့ဒီမဲ့ဒီပင်္ဂရာဖရာဆိုတာပွင့်တယ်ဘာဖရာပွင့်တော့ဒီပင်္ဂရာကနဆူရှိတယ်ငါအဲ့ဒီသင်္ချေ20နဲ့ကဘာတသိန်းတဲ့ပွင့်တဲ့ဒီပင်္ဂရာကအရင်ကြလို့ပောရာဏဒီပင်္ဂရာတဲ့ဟုတ်လားသူမိတာယတိလေးကိုဗျာဒိတ်ပေးတာကဗျာဒိတ်ပေးဒီပင်္ဂရာတဲ့ဒီပင်္ဂရာဘယ်နှဆူရှိတော့ပါတယ်တော့ပောရာဏဒီပင်္ဂရာဗျာဒိတ်ပေးဒီပင်္ဂရာပောရာဏဒီပင်္ဂရာဘုရားလက်ထက်ဘုရင်သမီးတော်လေးတပါးရှိတယ်သူကဘုံ9ဆင့်ရှိတဲ့ပြတ်တတ်ထဲမဲ့သူတပင်နိုင်မြာနန်းနဲ့ထားတော့ပေါ့ရှေးတုန်းကတော့တပင်နိုင်မြာနန်းလို့ရှိသေးတယ်ဟိုဒီပြင်လူတွေကလေးတွေယောက်ျားလေးတွေမဝင်ရဘူးမိန်းကလေးတွေထားနောက်ဟိုတက်မဲ့မိဖုရားနောက်တက်မဲ့မင်းရဲ့မိဖုရားဖြစ်အောင်လို့သူ့ကိုတပင်နိုင်မြာနန်းနဲ့ထားအဲ့ဒီမင်းသမီးလေးကခိုးအထက်ဆုံးအထက်ကနေတက်ပြီးတော့ဒီလိုလေးလှည့်ပတ်ပြီးတော့မြို့ကိုကြည့်လိုက်တာညနေကြီးဦးစင်းလေးတပါဆွမ်းခံလို့လေဗျာဟာဟိုကဦးစင်းလေးညနေကြီးဆွမ်းခံနေတယ်သွားပင်သားဆိုတော့ရောက်လာပင်လိုက်တော့ရောက်လာဦးစင်းလေးသူများတွေမနဲ့ဆွမ်းခံအရှင်များညဆွမ်းခံသလားညနေကြီးဆွမ်းခံသလားညဆွမ်းစားသလားမေးတယ်သမီးတော်လေးရဲ့ကြည်ပါဆိုပြီးတော့သူကတပိတ်လက်ပြတပိတ်ထဲမဲ့စီတွေပဲပါပါတယ်လို့ဆွန်းရတွေမပါပါဘူးလို့ပြောဘာလို့စီကိုလည်းပဲအရှင်များတို့ကလှူခံရတာတော့သူများချက်ပြီးပြုတ်ပြီးသားစားနေတာစီဘာလို့ဖို့တော့အဲ့တော့ဦးစင်းလေးကသမီးတော်လေးရဲ့ညကြကြောင်းနိုင်ထဲမှောင်လို့ပါစီမီလေးပူဇော်ပြီးတော့ဦးစင်းလေးကိုရင်လေးသွားတဲ့လာတဲ့ပုံကိုယ်လေးလင်းအောင်လို့ထွန်းပေးတာပါမြတ်စွာဘုရားနာလေးလည်းစီမီပူဇော်တာပါလို့ပြောဒါနဲ့ဒီလိုဆိုပေးတပိတ်ပေးဖျားဆိုတော့တပိတ်ယူရပြီးတော့အဲ့ဒီတပိတ်ထဲကိုစီမုံညင်းစီရောသိကြတာမုံညင်းစီလေးတွေကိုကြိတ်လိုက်တော့မုံညင်းစီရတာပေါ့နှမ်းတွေကြိတ်လိုက်တော့နှမ်းစီရမြေပဲတွေကြိတ်လိုက်တော့အဲ့ဒါလိုမုံညင်းစီလေးတွေကြိတ်လိုက်တော့မုံညင်းစီရအဲ့ဒီမုံညင်းစီတွေတပိတ်နဲ့အပြည့်ယူလိုက်တာအဲ့တော့ဦးစင်းလေးကမေးတယ်သမီးတော်လေးဘာစုမြပန်တော့တပည့်တော်မှာကဖျားဖြစ်ချင်တာဖျားလို့ပြောတယ်။ကောင်းပါလို့ပြောကြတာရုလို့ခေါ်သွားညကြတော့မြတ်စွာဘုရားဟိုဦးစင်းလေးခေါ်စမ်းစီမီပူဇော်တဲ့ဦးစင်းလေးခေါ်စမ်းဟဲ့ဆိုခေါ်ရောက်လာဦးစင်းလေးဒီနေ့စီမီတွေမြိုင်လာကြီးလားဘယ်ကစီရတော့သမီးတော်လေးကပါဖျားဘယင်သမီးတော်လေးကအရှင်မြတ်နှမတော်လေးကဖျားသမီးဗါတဲ့မုံညင်းစီတွေကိုတပိတ်အပြည့်လှူပါတယ်ဖျားအဲ့ဒီသမီးတော်လေးနဲ့ဒီပင်္ဂရာဖျားကလည်းမောင်နှမဖေးရူမအေခွဲမောင်နှမတော်တဲ့တုံးကကြောင့်အရှင်မြတ်နှမတော်လေးကမုံညင်းစီတွေအပြည့်လှူလိုက်လို့ပါဖျားသမီးတော်လေးကဘာစုညာပန်တဲ့တော့တပည့်တော်လည်းမေးကြည့်တယ်ဖျားသမီးတော်လေးဘာစုပန်တော့လို့မေးတော့ဖျားဖြစ်ချင်တယ်လို့ပြောပါတယ်ဖျားအဲ့လိုဆိုရင်နှစ်ဖြင့်ကပြန်ပြောအောင်မိန်းကလေးဘဝနဲ့ဖျားစုမပန်ရဘူး
နောက်ဘဝယောက်ျားလေးဖြစ်ပြရစီယောက်ျားလေးဖြစ်ပြီးမှဆက်ပြီးတော့ပါရမီတွေဒါနစားတဲ့ပါရမီတွေလုပ်ရင်အဲ့ဒါဘုရားဖြစ်လိမ့်မယ်လို့ပြောကောင်းပါပြီဗျာတပည့်တော်လက်ဖြင့်ကပြန်ပြောပါမှာဗျာကဲထားတော့ဥစဉ်လေးရဟောဘာစုပန်တော့တပည့်တော်ကအရှင်ဘုရားအားကြလို့ဗျာအရှင်ဘုရားဒီပင်ကရာဆိုသလိုဒီပံကရောတီတီဒီပင်ကရောဒီပံစီမီကိုကရောတီပြုတတ်ပူဇော်တတ်ဤဣတိထို့ကြောင့်ဒီပင်ကရောဒီပင်ကရာမီစီမီပူဇော်တာကအရှင်ဘုရားအားကြပြီးတော့တပည့်တော်ဘုရားစုပန်ပါတယ်ဘုရားဖြစ်တဲ့အခါလဲဘုရားဘွဲကဒီပင်ကရာဆိုတဲ့ဘွဲလိုချင်ပါတယ်ဘုရားလို့ပြောဒါနဲ့အဲ့ဒီဘုရားကဘောရဏဒီပင်ကရာဘုရားကအနာဂတနာအဘိညာဉ်တကိုးနဲ့ကြီးလိုက်တော့ဥစဉ်လေးမင်းနောက်16သင်္ချီကြာတဲ့အခါဘုရားဖြစ်လိမ့်မယ်လို့ဗျာဒိတ်ပေးတယ်ဒါနဲ့ဗျာဒိတ်ပြီးတော့ငါဘုရားလောင်းဖြစ်ပြီမြတ်စွာဘုရားကဗျာဒိတ်ပေးပြီဆိုသူကညအိတ်မပြောဘူးတဲ့ဝန်းတာလုံးတော့နောက်တနေ့ကျတော့ညနေကျ4 နာရီလောက်မြို့တဲ့နန်းတို့နဲ့ဆွမ်းခံသွားပြန်အောင်စီဆွမ်းခံသမီးတော်လေးကလည်းဘုံ9ဆင်းရှိတဲ့ပြတ်သားကလှည့်ပတ်ကြည့်လိုက်တော့မနေ့ကဥစဉ်လေးနဲ့တူတယ်ဆွမ်းခံနေတယ်သွားပင်အောင်ဆိုတော့သွားပင်ရောက်လာဥစဉ်လေးမနေ့ကလည်းဆွမ်းခံဒီနေ့လည်းဆွမ်းခံကိုတော့နေ့တိုင်းဆွမ်းခံသလားသမီးတော်လေးနဲ့ကျုပ်ကဖျားလောင်မနေ့ကဗျာဒိတ်ရပြီနောက်16သင်္ချေကြာတဲ့အခါကျုပ်ဒီပင်ကရာဖျားဖြစ်မှာဖျားလောင်းဆိုတာတနေ့တည်းကုသိုလ်လုပ်ပြီးတော့သုပန်လို့ဘယ်ရမလို့နေ့တိုင်းဒါနပြုရတယ်သီလဆောက်တည်ရတယ်နိစ္စဒုက္ခအနတ္တဒီကုသိုလ်တရားတွေဝိပဿနာတရားတွေပွားရတယ်သမီးတော်လေးရဲ့အဲ့လိုလားဗျာမသိလို့ပါဗျာတပည့်တော်ဒီလိုဆိုရင်ပေးတပိတ်ပေးဖြာဆိုတော့တပိတ်ထက်တဲ့မုံညင်းစီတွေထက်ပြီးတော့လှူတယ်သူကအရှင်ဘုရားပါရမီတပည့်တော်ကူးဖြည့်ပြီးမယ်ဗျာရှင်ဘုရားနေတိုင်းမြို့ထဲမဲ့လက်ဆွမ်းခံပင်မန်းတယ်အဲ့တော့ဘဲမှမသွားနဲ့တပည့်တော်စီတာဒီပြတ်တန်းလာခဲ့တပည့်တော်တနေ့တိုင်းတသပိတ်အပြည့်တူတယ်ကောင်းပါသာဓုမနေ့ကတော့မြတ်စွာဘုရားကမှားလိုက်သေးတယ်ဘယ်လိုမှားတော့ဗျာသမီးတော်လေးကဘုရားစုပန်းတယ်လို့ဦးဇင်းကပြောလိုက်တဲ့အခါကျမင်းကလေးဘဝနဲ့ဘုရားစုပန်းလို့မပြေဘူးနောက်ဘဝယောက်ျားလေးဖြစ်ပြရသေးလို့စုပန်းလိုက်လို့မှားလိုက်ပါတယ်အဲ့လိုလားဗျာဒီလိုဆိုရင်တပည့်တော်တပိတ်သူကဘုရားတပည့်တော်ဒီမုံညင်းစီလှူရတဲ့ကုသိုလ်ကြောင့်နောက်ဘဝယောက်ျားလေးဖြစ်ပြရသည်ဖျားလို့စုပန်တယ်သူကနော်အဲ့လိုစုပန်တဲ့အတွက်နောက်ဘဝယောက်ျားလေးဖြစ်တော့ထားလိုက်ကြပါစို့16သင်္ချေကို2ပုံလိုက်မယ်2ပုံလိုက်တော့စိဏိတံတတ္တသင်္ချေယံဖျားဖြစ်ပြရသည်လို့စိတ်แท้တင်ဆူတောင်းတဲ့ကဘာပေါင်းက9သင်္ချေတဲ့ဟုတ်လားဘယ်လောက်ကြာတယ်ဟုတ်9သင်္ချေကြာတယ်နဝသင်္ချေယဝါစီကံစိတ်แท้တင်မနေနိုင်တော့ဘူးဘုရားတပည့်တော်ဒီကုသိုလ်ကြောင့်ဘုရားဖြစ်ပြရသည်ဘုရားလို့အကျေကြီးဆူတောင်းတာက9သင်္ချေတဲ့ဟုတ်လားစိတ်แท้တင်ဆူတောင်းတာကဘယ်လောက်တဲ့9သင်္ချေနှုတ်မြွက်ပြီးတော့ဗဇက်ကအောပြီးတော့ဆူတောင်းတာက9သင်္ချေနဲ့9သင်္ချေပေါင်းလိုက်16သင်္ချေပထမ9သင်္ချေမယ်ဘုရားပေါင်းဘယ်လောက်ပွင့်တယ်လဲဆို1,2,500ဘယ်လောက်တဲ့ပထမ9သင်္ချေအချိန်ခါကာလအားဖြင့်9သင်္ချေအဲ့ဒီ9သင်္ချေအတွင်းမဲ့ဘုရားတွေပွင့်တာက1,2,500အဲ့ဒီဘုရား1,2,500နေကုသိုလ်ကောင်းမှုပြုပြီးတော့စိတ်แท้တင်သူကစုပန်တာနော်စိတ်แท้တင်စုပန်တဲ့ဘုရားပေါင်း1,2,500နောက်ထပ်9သင်္ချေကြတော့စိတ်แท้တင်မနေနိုင်တော့ဘူးတဲ့သူကကုသိုလ်ကောင်းမှုပြုပြီးရင်ဘုရားတပည့်တော်ဒီကုသိုလ်စေရနာကြောင့်ဘုရားဖြစ်ပြရသည်ဘုရားလို့အကျေကြီးဆူတောင်းတာအဲ့လိုအကျေကြီးနှုတ်မြက်ဆူတောင်းတဲ့အချိန်ခါကာလက9သင်္ချေဘုရားပေါင်းက3,8,9,000ဘုရားပေါင်းမလောက်တော့3,8,9,000ခုနက1,2,500နဲ့3,8,9,000ပေါင်းလိုက်စမ်း
5သိန်း12000ပေါ်ပြီမဟုတ်လားဒွါရတင်္စသဟတကေပင်္စတတသဟတာနိ5သိန်း12000သောဘုရားရှင်တို့ကိုတပည့်တော်ရှိခိုးပါ၏ဟုတ်လားအဲ့လိုနဲ့ဘုရားစုပါဏာသူမိရာယတိဘဝရောက်သူမိရာယတိဘဝနေပြီးတော့သူကတောရဲမဲ့တရားကျင့်နေရနေမြို့လာတယ်ယတိတွေဆိုတာတောရဲတဲ့အကြာကြီးမနေရဘူးတဲ့ဘာဖြစ်လို့တော့တောရဲတဲ့အကြာကြီးနေရင်အိုင်အိုတင်းစားတတ်တွေနေပြီးတော့လေပင်ကြီးယောဂဖြစ်တယ်ဒူးကြီးတဲ့ယောဂဖြစ်တယ်ဟုတ်လားဘယ်လိုယောဂဖြစ်တော့လေပင်ကြီးယောဂနဲ့ဒူးကြီးတဲ့ယောဂဖြစ်အဲ့လိုယောဂကိုအိုင်အိုတင်းစားလိုက်ရင်ပျောက်တယ်ဟောလာသူမိရာယတိကငါလည်းပဲတော့ကြလေပင်ကြီးနေလိမ့်မယ်ဆိုပြီးတော့ကောင်းကင်ကပြန်လာအောက်မဲ့လူတွေအုံနဲ့တပြောတစ်ပါးကြီးအလုတ်လုံနေကြတာဆင်းပြီးတော့သူကမေးတယ်ဒီကောင်တွေမင်းတို့ဘာလုပ်ကြတာလို့တပြောတစ်ပါးကြီးပါလားဥယျသိနေလောကသုံးပါဖျားပွင့်ပြီလေဒီပင်ကရာဖျားပွင့်နောက်တော့ပါယဟန္တာ4သိန်းနဲ့အခုဆုံးခံကြွမှာမိုးရီရွာလို့ဒီမဲ့ဘွက်တီဖြစ်နေတာကျတို့ဘွက်တီဖို့နေတာလို့ပြောရတယ်ဟာဒီလိုဆိုရင်ငါလည်းပဲကုသိုလ်ပါဝင်အောင်မယ်ကွာငါ့ကိုတဏှာပေးလို့ပြောဥယျတေကြီးခမည်းမိုးပြန်မြေရှုတကိုးရီရတယ်အဲ့တော့ဘွက်တီထူတဲ့နေရာခမည်းယူသူဘွက်ထူတဲ့နေရာပေးတယ်ပြီးတော့လေအေးပါကွာဘယ်နေရာရငါရသမျှလုံးမယ်ဆိုပြီးတော့နီးတဲ့အိမ်လေးတွေငါပေါက်ပြားတက်လက်တယွန်းတစ်ချောင်းတောင်တလုံးခဏငှားမြေကြီးတွေတူးပြီးတော့သူကဖို့တာတယ်ဖို့တော့ပြီးကနီးပြီးဟောလောက်ကလေးကြံတော့တယ်တလန်လောက်လေးနော်အဲ့လောက်ကလေးတဲ့ကြံရောဟောဒီပင်ကရာမြတ်စွာဘုရားနောက်တော့ပါတန်ခါယဟန္တာ4သိန်းနဲ့ဆုံးခံကြွလာပါပြီခမဆွန်လောင်းမှုပြညပါလို့နိဗ္ဗာန်တော်ကကြီးစီလေးတီးပြီးတော့ရှေ့ကနေဟစ်တယ်ဟာဘုရားကြွလာပြီဆိုပြေးကြလွားကြဆွန်နေဆွန်ရတွေပြညဆင်ညပေါ့လေဆွန်လောင်းမှုတွေပြင်းသူမိရာယတိလေးကြတယ်တိုင်းဖြစ်နေတာပေါ့သူဘယ်သူမှလည်းဟာမပြူကူရောလောက်မှလည်းမရှိအဲ့တော့ခန့်နေငါလည်းဒီလောက်ကလေးကကြမ်းနေတယ်ခက်ပြီဘယ်လိုလုပ်ရပါမလို့ဆိုပြီးတော့သူကသင်္ကန်းကြီးဖြန့်ခင်းပြီးတော့အဲ့ဒီပေါ်မှာဝင်ရကြီးမှောက်ဟောပြီးတော့ဘုရားကြွလာတဲ့ဘက်ခေါင်းပြူပြီးတော့မြတ်စွာဘုရားတပည့်တော့ကြောပေါ်ကနင်းပြီးတော့တန်ဃာတော်4သိန်းနဲ့တော့ကြောပေါ်နင်းလျှောက်ပါဘုရားဘွက်တဲမနင်းပါနဲ့ဘုရားတပည့်တော့ကြောပေါ်နင်းပါဘုရားလို့သူကအောလျှောက်တယ်ဩရှောင်းတော့ဟာအာကယောက်ျားဟီတန်ခါ4သိန်းနဲ့တက်နေလူသေးမှာအသေးခံလျှောက်ရဲတယ်တကယ်ယောက်ျားဘယ်လိုပုဂ္ဂိုလ်လဲဟဲ့လို့ကြည်လိုက်တော့မှလွန်ခဲ့တဲ့16သင်္ချေတုန်းကသမီးတော်လေးဖြစ်ပြီးတော့ငါနေတိုင်းမုံညင်းစီတပိတ်ဖြူတဲ့ပုဂ္ဂိုလ်လေးပါပဲလို့သိတော့တယ်ဆရာသူမိရာရဲ့သေးလေးဆိုပြီးတော့ခုနသမီးတော်လေးအကြောင်းကြီးပြန်ပြောင်းဟောပြီးတော့မင်းပြောပေါ်မလျှောက်ပါဘူးကွာတို့ကောင်းကင်ကကြွမယ်ဆိုတော့တကိုးနဲ့ကြွပြီးတော့သင်ဟာဒီကုသိုလ်စေရနာကြောင့်နောက်4သင်္ချေနဲ့ကဘာတသိန်းကြာတဲ့အခါခောရမဖရာလို့ပွင့်လိုက်မယ်ဗျာဒိတ်ပေးတယ်နော်သင်ဟာငါအဲ့ဒီဥစဉ်လေးဘဝတော့မုံညင်းစီတပိတ်နေတိုင်းလှူတဲ့ကုသိုလ်စေရနာကြောင့်သင်နောက်ဆုံးဘဝနာမည်ဟာသိတ္တထမင်းသားလို့ဖြစ်လိမ့်မယ်သိတ္တထဆိုတာမုံညင်းတေလဆိုတာစီသိတ္တထတေလဆိုတော့မုံညင်းစီသိတ္တထဆိုတာဘာတော့မုံညင်းတေလဆိုတာစီသိတ္တထတေလမုံညင်းစီတပိတ်လှူခဲ့တဲ့အတွေ့အဲ့ဒီစေရနာကအကျိုးပေးပြီးတော့သင်ရဲ့နောက်ဆုံးဘဝနာမည်ဒီဘာဖြစ်လိမ့်မလို့သိတ္တထမင်းသားလို့ဖြစ်လိမ့်မယ်လို့ဗျာဒိတ်ပေးတယ်ဆရာတော်ပြောလို့ရင်ကနတ်ပြင်ကရောက်မှာကကမ္မပစ္စယောတိဟုတ်လားကုသလံကမ္မံဝိပါကနံခန္ဓာနံကတ္တဒါသရူပါနံကမ္မပစ္စေနာပစ္စယောအဲ့ဒီမုံညင်းစီလှူခဲ့တဲ့ကုသိုလ်စေရနာကံဒီနာနကဏိကကမ္မပစ္စည်းဒီဘက်ဘဝမှာသိတ္တထာဆိုတဲ့နာမည်လေးရဖျားဖြစ်တာကကမ္မနာနကဏိကကမ္မပစ္စည်းရဲ့ပစ္စယုပ္ပံဘောပေါက်လားဘဝပေါင်း
ကဘာပေါင်းသင်္ချီ20နဲ့ကဘာတသိန်းကြာတယ်ပျောက်မသွားဘူးเนาะအဲ့ဒါလိုပျောက်မသွားတဲ့တတ္တိလေးကိုနာနခဏိကကမ္မတတ္တိဟုတ်ကလားကဲဒါဆိုရင်အဖို့တန်ရမဟုတ်လားဟုတ်ပြီတစ်ခေါက်လောက်သိုးပြသမှာအောင်သံဗုဒ္ဓေအထာဝိတင်္စာဝါရတင်္စာတဟတဝေပင်္စာတတာတဟတာနိအဘဂဝါလူကာကင်္ဂအနန္တာနေဥဒါဇိနာတေတံဓမ္မင်္စာတံငင်္စာအာဒရေနာနမမဟံနမေကာရာနုဘဝေနာဟိတဝါသဗ္ဗေဥပါဒဝေအနေကအန္တရာယပိဝိနာတန္တုအတိတာတော်ကဲတော်ကြအောင်စို့